ဘာမီဆိုရာဗောအားပေးနေကြပြည်သည်များအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမီဆိုရာဗော channel ကနေပြီးတော့ပြန်လေကြိုဆိုလိုက်ပါဒီကနေ့ကျော် channel ကနေပြီးတော့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကဆေးရုံဟောင်းမှတစီများဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါဦးခင်ဗျာကျွန်တော်ကတော့ရှင်းသူပဲဖြစ်ပါတယ်နိုင်တူတို့တငယ်ချင်းတစုမြို့အလုံးမကျအလဲပတ်မကျတဲ့ကိစ္စတစ်ခုနဲ့ရောက်လာခဲ့ပါတယ်။ရောက်လာတဲ့အကြောင်းရင်းကဒီလိုပါ။နိုင်တူရဲ့ဦးလေးကအချိုရည်နဲ့မုတ်စိတ်ုံထောင်ထားတာလေ။အခုလေစိတ်ုံကထုတ်ထားတဲ့အချိုရည်တွေမုတ်တွေကမှ expire date ရက်လွန်နီးကပ်နေတဲ့ကတ်တွေကိုနေမြို့မှာလိုက်ဝေဖို့စီစဉ်ရပါတယ်။ဒိန်းလွန်ကန်ဒီဆိုပေမဲ့3-4လလောက်လိုသေးတဲ့ကတ်တွေပေါ့လေ။ဒီလိုမျိုးဒိန်းမလိုခင်ဝေလိုက်တော့ပစ္စည်းလည်းပဲအလေးလွင့်မဖြစ်တော့ဘူး။ပြီးတော့ကြော်ညာပြီးသားလည်းဖြစ်ဆိုတော့အဆင်ပြေတယ်ပဲပြောရမှာပေါ့ဒါမဲ့ဦးလေးမှာနေဝေးပစ္စည်းသွားဝေဖို့အတွက်အလုံသမားအဆင်သင့်မရှိတော့တာမလို့နိုင်တူကဝင်ပြီးတော့ကူညီပေးရတာပါပစ္စည်းအရေးအတွက်များတော့တရက်ချင်းနဲ့မပြီးနိုင်ဘူးလေညရင်ညနေနေဖို့အတွက်ပါစီစဉ်ရမှာဆိုတော့အဆဆရာဘာကြချွေတာနိုင်မှုစဉ်းစားရတယ်လူကတော့အထွေထူးရှာစရာမလိုပါဘူးနိုင်တူနဲ့အတူညနေဘက်ဒီမှာဘောလုံးကန်နေကြခြာထိတ်တုပ်စုလည်းရှိတယ်သူတို့တွေကနေမဲ့လိုက်နိုင်မဲ့သူတွေကိုရွေးပြီးခေါ်ဖို့စီစဉ်လိုက်ပါတယ်ဈေးငင်းကိုမှတရက်ကို8000ပေးပြီးခေါ်တာဆိုတော့ခြာတိတ်တွေကလည်းပျော်ပျော်ကြီးကိုလိုက်ကြပါရဲ့ဗျာအလုံးလုံးဖို့လာရဲဆိုတာအထက်ကိုအစုနဲ့ကိုဘာဖီဟာမှမရှိပဲလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်သွားရမှာဆိုတော့အကုန်လုံးကတက်ကြွနေတာပေါ့နိုင်တူပါဝင်ယောက်ျားလေးအုပ်စု6ယောက်ကပစ္စည်းတွေတင်လာတဲ့ကုန်တင်ကားကြီးတစ်စီးနဲ့တွားမယ့်နေရာကိုထွက်လာခဲ့ကြပါပြီအလုံးနဲ့နေဖို့စီစဉ်ထားတဲ့နေရာကိုရောက်တော့ဖိုးခွားနေပြီဟေ့အောင်နေရာအေးစစ်စစ်ရှိပေမဲ့နည်းနည်းတမျိုးကြီးတော့ဖြစ်နေနော်အဲ့လိုမျိုးပြောပါလိတကယ်လည်းပဲတမျိုးကြီးတမျိုးကြီးဖြစ်ဆိုဒီနေရာကဟိုးရင်တုန်းကမြို့နယ်ပရိုက်တာဆေးရုံအသေးစားနေရာလေးပါနောက်ပိုင်းကျတော့မှဆေးရုံပိတ်ပြီးဒီတိုင်းပြစ်ထားလိုက်တာလို့ကြားဘူးပါလိပြစ်ထားရဆိုရင်လည်းကျိုးကြော်တွေဝင်နေမှာဆိုလို့အဆောင်တော်ထားပါသေးတယ်နိုင်တူကအတီးတယောက်ရဲ့အဆက်အသွယ်နဲ့ဒီနေရာကိုရောက်လာဖို့ဖြစ်သွားတာပေါ့လေအစာဦးပရဝွန်ကနည်းနည်းကျဲတယ်ဘေးပပတ်လေမှာလည်းအပင်တွေအုပ်ဆန်းဆန်းရှိပြီးဝင်းလေမှာကတောင်းမှန်ပုံစံတစ်ထက်အစာအုပ်ခက်ရှိပါတယ်အစာအုပ်နဲ့မလန်းမကန်းမှာမြေဆိုင်ပြင်းတော်ရင်တိတိလေးတစ်လုံးရှိပြီးတော့အဲ့ဒီအိမ်ထဲမှာကအဆောင်ဦးလေးကြီးတို့မောင်နှမနေပါတယ်အစာအုပ်ရဲ့တစ်ဖက်မှာကကြတော့အခန်းတွေအကုန်လုံးကိုအကန့်ဖြတ်ပြစ်ထားတဲ့ဟောကန်းလိုမျိုးအခန်းကျယ်ပုံစံတစ်ခုရှိတယ်တစ်ဖက်တောင်ကျိုးကအခန်းတွေကကြတော့ဒီတိုင်းပဲတောက်ခတ်ပြီးတော့ပိတ်ထားတာပါဒီနေရာကအရင်ကတည်းကလည်းတနေ့တကြီးကလာတဲ့အလုပ်သမားပယံအဖွဲလက်သမားစားရလူတွေလားကြီးငှားပြီးနေလေးရှိတဲ့နေရာလို့လည်းပြောပါသေးတယ်။သေးဝိုင်းနေမလို့အေးစင်စင်ဖြစ်တဲ့အပြင်အစာအုပ်ကိုမြင်လိုက်ရနေတယ်။တခုခုကလည်းကြောရဲစိတ်နေတယ်လို့မျိုးခံစားချက်မျိုးရပါတယ်။မလာခင်ကတည်းကဒီနေရာကတရေ6တယ်လို့လည်းသတင်းဟာတက်ကြားပြီးမိမေ။ကိုတွေကယောက်ျားလေးကြီးပဲဖြစ်တဲ့အပြင်အုပ်စုကလည်းတောင်းတာမလို့နိုင်တူတော့ကတော့တိတ်တော့ခေါင်းနဲ့ထည့်စရာမလိုဘူးပေါ့လေ။ဒါမဲ့ရဲအောင်ချင်းစောင်းနဲ့ထွင်းဆိုသလိုပဲနိုင်တူတို့တွေနေရာထိုင်ခင်းအတွက်ပစ္စည်းတွေဘာတွေချနေတော့နိုင်တူတယောက်အခန်းထဲဝင်လာခြင်းမှာပဲအနောက်ကနေပြီးတော့တကောက်ခွက်ကိုပိတ်ကန်ခံလိုက်ရပါတယ်လူညွတ်ပြီးလူကခွေကနေဖြစ်သွားတာမလို့ဘယ်ကောင်ဒီလိုစားလေးဆိုပြီးတော့နိုင်တူကဒေါသဖြစ်ဖြစ်နဲ့နောက်ကိုလှည့်ကြည့်လိုက်တော့အနောက်မှာဘယ်သူမှမရှိဘူးခြာတိတ်9ယောက်ကလည်းကားနားမှာရက်နေပြီးတော့အချိုရည်ဘူးတွေဖောက်တောက်နေကြတာဒီတော့နိုင်တူတယောက်တည်းလဲချောင်းထဲထိတက်လာတဲ့ဒေါသရီတော်မှာဘေးရောက်သွားမှန်းမသိလိုက်ဘူးချက်ချင်းချက်သိန်းတွေဘာကြီးလဲထလာမလို့သွေးယူသားယူမဟုတ်ဘူးဆိုတာလေတွေးမိလိုက်ပါတယ်ဒါမဲ့ဘာမှမဖြစ်သလိုနေနေပဲပစ္စည်းတွေကိုနေရာဆက်ချနေပါတယ်ပြီးတော့6ယောက်သားကကားကြီးပေါ်ကပစ္စည်းတွေကိုတိုက်ရဲ့ဈေးညံမှာအစီချတယ်ကားကြီးနဲ့ကားသမားကပစ္စည်းတွေချပြီးရနဲ့ပြန်มาမလို့မြန်တက်ချရပါတယ်ကားပေါ်ပစ္စည်းတွေကုန်တဲ့အချိန်ကျတော့နိုင်တူးတို့လည်းခြေကုန်လက်ပန်းကျနေကြပါပြီအဲ့ဒါနဲ့တိုက်ရှိကအပင်ကြီးအောက်မှာထိုင်ပြီးတော့အမောဖြေကြပါတယ်အဲ့လိုနဲ့နည်းနည်းအမောပြေတော့နိုင်တူးကအချိုရည်တကက်နဲ့မုတ်ထုတ်အကြီးနှစ်ထုပ်ကိုယူပြီးတော့အဆောင်ဦးလေးစီသွားပြီးပါတယ်မောင်နှမနှစ်ယောက်စလုံးကလည်းစုရီပါရတတိပေးကြတာပေါ့လေပြီးတော့အဲ့ဒီအနီးကဒါတို့ညဘက်ကျရင်တစုတစည်းရဲ့အိတ်ကြနော်အပေါ်အပါထိုင်လည်းပဲတယောက်တည်းမသွားနဲ့အဖော်နဲ့ပဲသွားကြားလားအဲ့လိုပြောပါတယ်ဦးလေးကတော့ဘာမှမပြောပေမဲ့အဲ့လိုမျိုးတိတ်တိတ်နေရာကိုကအနီးစကားကိုထောက်ခံနေသလိုဆိုတော့နိုင်တူရဲ့စိတ်ထဲမှာလေတမျိုးတော့ဖြစ်သွားပါတယ်ပြီးတော့စိတ်ထင်တာပဲလားတော့မသိအိမ်လေးတွေကထွက်လာပြီးတောပိတ်အခန်းဒီနာကဖြတ်လာတော့အထက်ကနေပြီးတော့ရီးတန်းလိုငိုးတန်းလိုအတန်မျိုးတွေကိုဖြတ်ကနေကြားလိုက်ရပါလေ
တေချာနားဆွေးတော့လေအဲ့တန်တွေကမကြရပါဘူးကြောက်စိတ်တွေဘာတွေတော့မဝင်မိသေးပေမဲ့စနိုးစနောက်ဖြစ်စရာတွေကဇက်တိုက်တွေ့နေရတော့စိတ်ထဲမှာနည်းနည်းလေးတော့လီးသွားပါတယ်ညနေခင်းကျတော့နိုင်တူးနဲ့ညီပူးတို့နှစ်ယောက်ကအပြင်ထွက်ပြီးတော့ညစာဝယ်6စာ3စင်းကြိုင်3လုံးအပြင်ထမင်းတုပ်တွေရောအစုံဝယ်ပြီးတော့ပြန်လာကြတာပေါ့လေအလုံးနဲ့နိုင်တူးတို့ပြန်ရောက်ပြီးမရှိမနှောင်းပါပဲအန်ဒီကရောက်လာပြီးတော့တားတို့ညစာစားတာနောက်ကျရင်ဂျိုင်းတွေကိုမနှက်မှစီးနော်ညဘက်ထွက်မစီးနဲ့အဲ့လိုမျိုးပြောပြီးတော့ပြန်ထွက်သွားတယ်အိမ်သားတော့တိုက်ထဲမှာရှိပေမဲ့သုံးရီကန်ကအပြင်မှာရှိတာမလို့မွေပါကင်းမကြောင့်စိုးရင်လို့လာပြီးတော့ပြောတယ်လို့ပဲထင်လိုက်ကြတာပါအဲ့လိုနဲ့ညာရီကန်ဒီနိုင်တူးဖျားရှိကိုတော့ငုတ်တုတ်ထိုင်လက်အုပ်ချီမျက်လုံးမိတ်ပြီးတော့ဖျားစာရီပါရွတ်နေရပါလေဒါမဲ့ရွတ်နေရင်နဲ့စိတ်တွေလေးလာပါတယ်တယောက်ကမရွတ်စေခြင်းလို့တားနေတယ်လို့ကိုပေချာကြီးခံစားလိုက်မိတာပါဒါနဲ့နိုင်တူးတယောက်ဇဝေဇဝါဖြစ်ပြီးမျက်လုံးတွေပါဖွင့်ကြည့်လိုက်တော့ဟာခေါင်းရင်ပရင်းမောက်အပြင်ဘက်မှာသပင်ဖားလျာကြီးခေါင်းတစ်လုံးလုံးသပင်မဲမဲကြီးပဲဖုံးနေတာနိုင်တူးလည်းအဲ့လိုမျိုးကြောင်ပြီးကြည့်နေတော့မှအဲ့ဒီခေါင်းကြီးကတစ်လုံးလုံးနဲ့ရမ်းပြတယ်တိလိုက်ပြီလေဖျားစာမယိုခိုင်းတာမှန်နိုင်တူးစိတ်တွေကအလိုလိုသဘောပေါက်လိုက်တယ်အဲ့ဒီခေါင်းကြီးကစက္ကန့်အတော်ကြာလောက်အထိရှိနေပြီးတော့မှကျိုးပြတ်သွားတဲ့မိုးပြန်ဘူပေါင်းလိုမျိုးအပေါ်လွင့်ငနေတက်ပြီးတော့ပျောက်သွားခဲ့ပါတယ်နိုင်တူးတယောက်ကိုယ့်ဘာသာကိုတတိမထားမိခင်မှာကိုနတ်တင်ကနေပြီးတော့ချွေးစည်းတွေစီးကြလောက်တဲ့အထိကိုလန့်သွားတာပါဒါပေမဲ့အဲ့ဒီ6အထဲမှာကိုကအသက်ကြီးဆုံးဖြစ်နေတော့လေတခြားသူတွေမလိုအပ်ဖ ೇನೆ လန့်မနေရအောင်လို့ဘာမှမပြောလိုက်တော့ပါဘူးဒါမဲ့လေအဲ့လိုကြီးမြင်လိုက်ရတော့လန့်တာတော့တော်တော်လေးကိုလန့်သွားတာပါအဲ့ဒီစိတ်နဲ့ပဲညကလည်းတော်တော်လေးကိုအိတ်မပြောပါဘူးညမိုးချုပ်လာလေးလေးအဝေးကခွေးဥတန်နေနဲ့ခြောက်ကြားစရာကောင်းနေလေပြီကားစီးလာရတာကအချိုရကက်တွေရာချီပြီးချလိုက်စီလိုက်လှုပ်ထားရတာကြောင့်ပင်မနေကြပြီမလို့တခြားသူတွေကအိပ်ပျော်နေတဲ့အချိန်နိုင်တို့တယောက်ပဲမျက်စိကြောင်ပြီးတော့အိမ်မရဖြစ်နေတာပါအဲ့လိုနေည7:00နာရီဒေါင်ကနေထိုးတဲ့အချိန်ချက်ချင်းဆိုသလိုပဲအစားကတိတ်ဆိတ်ငြိမ်သက်နေတဲ့ဝင်းထဲမှာလှုပ်လှုပ်ရှားရှားအတန်တွေကိုစတင်ပြီးတော့ကြားလာတယ်ခက်တော့လမ်းလျှောက်နေသလိုခြေတံတွေတီးလွှားနေသလိုအတန်တွေနေစကားပြောတဲ့နေရောထွေးပြီးတော့စက္ကန့်ပိုင်းလောက်စုကနေဖြစ်သွားပါသေးတယ်ပြီးတော့ခဏလောက်လေးနေရောမီးကိုရေနဲ့ပတ်လိုက်သလိုအတန်ကြီးကတီကနေငြိမ်ကျသွားပြန်ရောနိုင်လူလည်းယောက်ျားတော့ယောက်ျားပေမဲ့အချိန်ဒီကိုကအချိန်ခါရ6ချားကျင်စရာကြီးဖြစ်နေတော့နည်းနည်းပပဇောချွေးတွေပါပြန်လာတယ်အဲ့ဒါနဲ့အစားကအောင်စိုးဘက်ကိုလှည့်အိတ်နေရကနေညီပုရုဘက်ကိုလှည့်အိတ်လိုက်ပါတယ်လူကတော့ခေါင်းထဲမှာအတွေးတွေကများနေတော့မယ်အဲ့ဒီအချိန်မှာတင်ကော်ရတာဘက်ကနေပြီးတော့ခြေတန်းထပ်ပြီးတော့ထွက်လာပါလေရောကြားတဲ့ခြေတန်းရိုးခြေတန်းမဟုတ်ခြေထောက်တစ်ဖက်ကိုဒီရုတ်တိုက်ဆွဲလာလိုက်ခဏရက်သွားလိုက်ပြန်ဆွဲလျှောက်လိုက်နေတရှော့ရှော့အတန်ပါတော့ပိတ်အခန်းတွေဘက်ကနေပြီးတော့နိုင်တူးတို့ရှိတဲ့ဘက်ကိုဖြည်းဖြည်းချင်းလျှောက်လာနေတဲ့အတန်းဆိုတော့နိုင်တူးတယောက်ရင်းနေပါတွေတုံးလာတယ်အခန်းရှိရောက်ရင်ဘွားကနေမြင်ရတော့မှလားဆိုတဲ့အတွေးနဲ့ရင်းနေရတဲ့တထိတ်တွေဖြစ်နေတာပေါ့လေအဲ့လိုဖြစ်နေတော့စိတ်ဖိစီးသလိုဖြစ်နေတာရောတနေ့ကုန် gas ပါတဲ့အချိုးတွေကိုအတောင်များတော့ဘိုက်ကလေပွားသလိုဖြစ်တာရောပေါင်းပြီးတော့လေးလဲခြင်းလာတယ်ဒါမဲ့လေအပြင်မှာကလေသေးလားပါလားမသိတဲ့အရာကရှိနေတာသေးချာနေတယ်ဆိုတော့ပေါက်နေရအတိုင်းစိတ်လွတ်လက်လွတ်ဘူဟန်ဆိုပြီးတော့လည်းမပေါက်ရေးပါဘူးအဲ့ဒါနဲ့ပဲဖြည်းဖြည်းချင်းထိမ့်ပြီးတော့နည်းနည်းစီလွတ်ပေါက်တော့ဘူးကမမီပေမဲ့အတန်းပူပူပူနဲ့မတုံးမကျေထွက်လာတယ်အဲ့ဒီအချိန်မနေ့ချင်းဆိုင်အိတ်နေတဲ့ညီပူးတူကမျက်လုံးဖြတ်ကနေပွင့်လာပြီးဗျာအကိုကြီးလို့ထူးလာတော့ငကောမှလက်နေတဲ့နိုင်တူကလမ်းပြတ်သွားပြီးလူကလည်းတုံးအောက်ကထွက်လက်စလေးရလဲလန့်ပြီးတော့အပေါ်ပြန်တက်သွားပါတယ်ဒီတော့နိုင်တူလည်းပဲလန့်လဲလန့်ကျွဲမီလဲတူပြီးတော့မင်းဘသူကခေါ်လို့မင်းကထူးနေတာတော့မအလန်တကြားနဲ့ချီးပေါက်နေရတော့မှဘယ်ရောက်သွားမှမသိဟာကိုကြီးပဲခုနပုတုပုတုနဲ့ဇက်တိုက်ခေါ်နေပြီးတော့လို့ပြောပါတယ်အဲ့တော့နိုင်တူးမှလည်းပဲငိုရခက်အကြီးရခက်ဖြစ်ပါတော့တယ်ညီပုတုတယောက်ကနိုင်တူးလေလေတဲ့ပု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 ဆိုတဲ့အတန်ကိုပုတုပုတုလို့ခေါ်ရတင်ပြီးတော့ထားထူးလိုက်တာမှနိုင်တူးသဘောပေါက်သွားတော့ငိုရတဲ့ရီရတန်ပြီးတော့မအောင်နိုင်မင်းနဲ့ခွေကနေရီမိပါလေရောဟာဟဲ့ရောအဲ့ဒါငါအီးပေါက်တဲ့အတန်ကွာမင်းကိုခေါ်တာမဟုတ်ဘူးအိတ်နေပြီးမှတ်တာကွာမင်းကမအိတ်သေးဘူးလားလို့ဆိုတော့ဒီလိုပါကိုကြီးဟာတေးဖြန့်လို့လာပြီးတော့ပြန်ရင်တော့မလို့ခေါ်လိုက်တယ်မှတ်လို့ဗျအဲ့လိုပြောပြီးတော့ရဲကျဲကျဲနဲ့ဟိုဘက်ကိုလှည့်သွားပါတယ်နိုင်တူကတော့တရေကိစ္စခဏမေ့သွားပြီးတော့ပုပုပုကိုပြန်တွေးမိလိုက်ရည်ကျင်လိုက်နေပဲဘလို့အိပ်ပျော်သွားမှန်းကိုမသိတော့ဘူးနောက်တစ်နေ့ကျတော့မနက်ထဲကကားနဲ့ထွက်သွားလိုက်တာနေလေစား
ပြင်မှာစားပြီးတော့ညနေမှာအိမ်ကိုပြန်ရောက်လာပါတယ်တနေ့ကိုအချိုရီကတ်တွေမှားလိုက်ဇွဲလိုက်ခွာလိုက်တိုးလိုက်လူကြားထဲမှာလက်မလျောင်ဝေလိုက်နေအတော်လေးကိုပြင်ပန်းခဲ့တာပေါ့လေအဲ့လိုနဲ့ညားသာဝေတဲ့အချိန်ကျတော့ငတိတွေကတောက်ချင်စားချင်နဲ့ပြောရတဲ့နိုင်တူးကလည်းပဲဟဲ့ကောင်လေးမင်းတို့ကောင်လေးဒီတညပဲရမယ်နော်အဲ့လိုပြောပြီးတော့တောက်စီရနဲ့မြည်စီရတွေဝေလာခဲ့ပါတယ်ညဘက်တောက်ကြတော့အခန်းထဲမှာမတောက်ကြဘဲနဲ့အခန်းပေါက်ရှိတဲ့ကော်ရီတာမှာဖျာခင်းပြီးတော့တောက်ကြတာပါမီးကညနေ6နာရီကလေးကပြတ်သွားတော့အခန်းထဲမှာကမောင်မောင်မဲမဲမလို့လာအောင်ခံရအောင်ပေါ့လေတောက်ကြစားကြရင်လည်းနည်းနည်းထွေလာတဲ့အချိန်အာကွေးရနေပြီးတော့အိမ်သာသွားခြင်းလို့ဆိုပြီးဓမီယူပြီးတော့အခန်းထဲဘေးကက်လျက်ကအိမ်သာခန်းဘက်ကိုထွက်သွားခဲ့ပါတယ်တအောင်းလုံးနေတော့အိမ်သာဘက်ကနေပြီးတော့နိုင်တူးတို့ရှိတဲ့ဘက်စီကိုရှောက်လာခြေတံကြားရတယ်အပေါင်နောက်ကိုရောက်လာတော့ခြေတံရက်သွားရောတခြားသူတွေသတိထားမိမမိတော့မသိနိုင်ပေမဲ့နိုင်တူးကတော့ဘာရဲမဟုတ်တစ်ချက်မောကြည့်လိုက်တယ်မှောင်နေလို့သေချာမမြင်ရပေမဲ့ဝတ်ထားတဲ့ပစိုးအောက်ပိုင်းနေရာကအာကွေးဝတ်ထားသလိုအပြာရောင်ပဲဆိုတော့နိုင်တူးကလည်းအမှုမဲ့မက်မဲ့ပါပဲအဲ့လိုနဲ့ဘေးနားမှာရက်နေပြီးတော့တော်တော်ကြာကြာနဲ့မထိုင်တော့ဂျတူးကဟေ့အောင်ထိုင်မပြစ်ထိုင်လေမတ်တက်ကြီးဘာရက်လုံနေရလဲဆိုပြီးပြောတော့အဲ့ဒီဟာကဂျတူးရဲ့အနောက်နာမှောင်ကြီးကြားတဲ့နေရာမှာထိုင်လိုက်ပါတယ်ခဏနေတော့နိုင်တူးတို့ရှိတဲ့ဘက်ကိုကြော်ရီပေးပြီးတော့ဂျတူးရဲ့ပေါင်ပေါ်လဲတယ်အဲ့ဒါကိုလည်းအားလုံးကမြင်ရတယ်ဘေးနားမှာရှိတဲ့တာအောင်စိုးကဟင်းအောင်အကွေမင်းရတယ်ကွာဘာမှမတော့သေးဘူးမူးနေပြီလားမင်းငါပြော့ပါကွာအဲ့လိုပြောပြီးတော့ခြေသလုံးကိုလှမ်းပုတ်လိုက်တော့အမွှေးတွေစမ်းပြီးလိုက်လို့တော့မှဟင်းအောင်ဒီကောင်ဘယ်တော့ကဒီလောက်အမွှေးထူသွားလဲဆိုပြီးစလိုက်ပါသေးတယ်တိတ်မကြပါဘူးအိမ်သားတွေကနေပြီးတော့လှမ်းអော်တဲ့အာကွေးတန်ထွက်လာတယ်ဟေးအောင်နေရေကုန်သွားလို့ဟေးတရှူးလေးယူလာခဲ့ပြီးပါအောင်ကွာအဲ့လိုဆိုပြီးတော့ခုနှစ်တန်ကြည့်ပြီးလှမ်းអော်တာပါအဲ့ဒီထီကိုသတိမထားမိသေးပဲနဲ့ညီပုတုကတရှူးယူပြီးတော့သွားပြီးပါတယ်အဲ့လိုနဲ့ညီပုတုထားသွားပြီးမှဂျတူးကလူစည်းလိုက်ကြည့်နေဟေးနေပေါင်းဟိုမှာနှစ်ယောက်ဆိုဒီမှာဘာလို့9ယောက်ကျန်နေသေးရလဲဟိုမှာအာကွေးနဲ့ပုတုဒီမှာကိုနိုင်ကြီးတာအောင်စိုးမော်ကြီးပြီးတော့ကျွန်တော်တယောက်ချင်းစီကိုလက်ညှိုးထိုးနာမည်ခေါ်ရင်းနဲ့နောက်ဆုံးဂျတူးတယောက်သူ့ပေါင်မောကလူကိုငုံကြည့်တယ်ပြီးတော့ပြန်မော့လာရင်းနဲ့လက်ကပေါင်မောဟာကိုထိုးပြပြီးတော့ဒါကားဆိုတဲ့ပုံစံမျိုးနဲ့မေးကိုဆက်ပြပါတယ်နိုင်တူးကိုလည်းရုတ်တရက်ကြောင်သွားပြီးတော့ဘာမှမပြောနိုင်ပါဘူးအဲ့ဒါနဲ့ဂျတူးကနောက်တစ်ခါဒါကားဆိုပြီးတော့ထပ်ပြီးတော့မေးဆက်ပြတော့ပေါင်မောဟာကြီးကနေပြီးတော့ဒါလားဒါဖိုးစိန်နဲ့အဲ့လိုမျိုးကြီးနဲ့ဂျတူးပေါင်ကိုဖြောင်းကနေတစ်ချက်ချပြီးတော့မျက်နှာချက်ပေါ်လွှာကနေခုန်ကပ်ပြီးတော့ပြေးသွားပါတယ်ဖြတ်ကနေလောက်ပဲမြင်လိုက်ရတာဆိုပေမဲ့မျက်လုံးရဲရဲသပင်းရှိရှိလူကောင်ထွတ်ထွားကြီးဆိုတာတေချာတော့မြင်လိုက်ပါတယ်ဂျတူးကလန့်နာရောနာတာကြောင့်ရောနိုင်တူးကလည်းတရေမှန်းပြီးတော့ထအောင်နဲ့အဲ့ဒီမှာပေါ်လို့ရိုက်ကုန်အဲ့လိုဖြစ်တော့အဆောင်ဦးလေးတို့မောင်နှမ2ယောက်ရောက်လာပြီးတော့နိုင်တူးတို့အဖြစ်ကိုတီးပြီးတဲ့အချိန်မှာပြောပြလာတာကဒီလိုကွယ်ဒီနေရာကငကိုကစင်းုံအဟောင်ဖြစ်လို့အင်မတန်တရေ6ချောင်းဟိုဘက်ကပိတ်ထားတဲ့အခန်းတွေကအရင်ကခွဲစိတ်ခန်းနဲ့လူသေးထားတဲ့အခန်းတွေဖြစ်တာကြောင့်မလို့ဒီဘက်မှာပို့ပြီးတော့အချောက်လန့်များတဲ့အကြောင်းနည်းနည်းအချောက်ချမ်းပေမဲ့လူကိုတော့အန်ရဖြစ်လောက်အောင်ထိချောက်လန့်နာမျိုးတော့မရှိသေးကြောင်းပြောပါတယ်အဲ့လိုနဲ့ဈေးသက်သာပဲကြည့်ပြီးတော့ဒီညကိုခေါ်လာမိတဲ့နိုင်တူးကခြာတိတ်တွေကိုအားနာသွားပြီမယ်လေကိုကောင်တွေကညီပုတို့တယောက်ကလွှဲရင်ကျန်တဲ့သူတွေကကြောက်ကြောင်းမပြောရပြင်ဒီလိုမျိုးကြုံမှုကျင်တာဆိုတာကြီးပါပဲခုနကထားဟောကြတာသူတို့မဟုတ်တဲ့အတန်းကိုတက်ကြွနေကြတာပဲအကြောင်းမသိသေးတော့အငိုက်မိသွားလို့ပါလို့လည်းပြောချတယ်အငိုက်မိတာဟုတ်မဟုတ်မသိပေမဲ့ဂျတူးပေါင်ကတော့အညိုမဲအရာကြီးမှနေတာမဟုတ်အဲ့လိုမျိုးအားချောင်းမိလိုက်လို့လားမသိဘူးအိမ်ညာကစပြီးတော့တိတိတသားကျန်းတော့တာပဲညာရီဖို့ကိုနေရာကိုဝင်လဲခါသာရှိသေးအခန်းတော်မှာကအမောင်ရင်နားကနေပြီးတော့တခိခိတဟင်းရီနေတဲ့မိမအတန်ကြီးထွက်လာတယ်အကုန်လုံးကမသိကြအောင်ဆောင်ပြီးနေလိုက်မှပဲအဲ့ဒီရီတန်ကြီးကရက်သွားတတ်တာပါပြီးတော့ခဏလောက်နေတော့အားဆိုတဲ့ရင်ကောင်းတိုင်နဲ့អော်ပြီးတော့အခန်းရှိကနေလက်ခနဲ့ပြန်ပြေးပြပြန်ရောဒါလည်းမဖြုံကြအောင်အမှန်တမ်းပြောရင်နိုင်တူကတော့ကြောက်တယ်ဗျအခုတော့မှဘေးမှာအဖော်9ယောက်ရှိနေလို့နေရတာပါတယောက်တည်းသာဆိုရင်တော့ပြန်ပြေးတာကြားလာပြီကိုကအသက်ကြီးဆုံးဖြစ်နေပြီးတော့သွေးနဲ့သွေးကြောင်နဲ့ထင်မခံခြင်းလို့သာဟန်မပြက်နေရပါလူပဲဗျာသေးရကြောက်တာပေါ့အဲ့လိုနဲ့ညာအတော်ညင်းနေတဲ့အထိ6စလုံးကအိတ်မပျော်သေးဘဲနဲ့စက်မိဆက်ရထွေရလေးပါးဘာညာပြောနေတော့မှအဲ့ဇလန်ဆလာပြန်ပါပြီ
ပြင်ဘက်ကနေပြီးတော့အခန်းစီကိုလာနေတဲ့ခြေတံကိုစပြီးတော့ကြားလာတယ်အခန်းရှိကိုရောက်တော့အခန်းတကောက်ကျူကနေဖွင့်နေပြီးတော့အခန်းထဲကိုဝင်လာတယ်လို့မျိုးတစ်ချက်လှုပ်ပါတယ်ခဏနေတော့ကျူကနေတကားဖွင့်ပြီးတော့ပြန်ထွက်သွားပြန်ရောပြီးတော့မကြောက်ခုနလိုပြန်ဝင်လာတယ်ပြောလို့သာပြောတာဘယ်သူမှမရှိပဲကိုမျက်စိရှိမှအဲ့ဒီတကားကြီးကပိတ်လိုက်ဖွင့်လိုက်လုံနေတော့မြင်ဟာတော်တော်ကြက်သိမ်းထားစရာကောင်းတာပါအဲ့လိုမျိုးကြီးပိတ်လိုက်ဖွင့်လိုက်ဝင်လိုက်ထွက်လိုက်လုံနေတာ9ခါ10ခါလောက်အထိရှိလာတော့တောင်ဆိုးကလည်းစိတ်မရှိတော့ဘဲနဲ့ဟဲ့ကောင်ဝင်ပါပြီဝင်ထွက်มาဖြစ်လဲထွက်အောင်တော့လာပြီကွာငါဒီမှာအိမ်မဲ့ဟာမအိပ်ရတော့ဘူးလို့လေးတန်းမမာနဲ့ပြောတော့မအေးမိမတန်ပီပီတတဆဲသွားပြီးတော့တကောက်ဝုန်းနဲ့ပိတ်သွားပါလိမ့်ဒါမဲ့အဲ့နောက်ဘာတန်းမှထပ်မလာတော့တဲမောက်တောင်ဆိုးအနိုင်ယူသွားနိုင်နေပဲပြောရမှာပေါ့နောက်တစ်ခါလည်းညဘက်ပါပဲအဲ့ဒီတော့ကာကြီးထက်ရောက်လာပြီးတော့အချွေမုတ်တွေထပ်ပြီးတော့ချသွားတယ်လာချသွားတာတွေကအရန်များလို့နောက်နေ့မိဘမဲ့เจ้าမှာသွားဝင်မယ်ဆိုပြီးတော့မုံနဲ့အချွေရဲ့အမဲဆုံးကိုတထုပ်စီထုတ်နေကြပါမီးရမိတ်တုံဖြစ်လာလို့ညီဘူးတူကိုမိကလုတ်ကိုထပြီးတော့အဖွင့်ပိတ်လှုပ်ကြည့်ခိုင်းပါတယ်မိကလုတ်ကအခန်းရဲ့အလဲနားမှာရှိတာပါဟောကန်ဟိုးဘက်ချမ်းမရောက်ခင်ကအလေလောက်မှာစင်းရီစီးထားတော့အကန့်လိုမျိုးဖြစ်နေရလေအဲ့ဒီဘက်မှာမနေဖြစ်တော့မီးရီကတော့မဖွင့်ပြပါဘူးအရင်ကတော့မှောင်နေတဲ့ဟိုးဘက်ချမ်းကိုဘလုံးမမနေပေမဲ့အခုလိုမျိုးအကြောင်းစုံတီးထားတဲ့အချိန်ကျတော့ညီပူးတို့ကကြောက်တက်လာပါတယ်အဲ့ဒါနဲ့မီးကလုတ်ငါသွားတာကိုရိုးမသွားဘဲနဲ့နေရံမှာကြောကပ်ပြီးတော့ဘေးတိုက်သွားတယ်မီးကလုတ်အဖွင့်ပိတ်လှုပ်ကြည့်ပေမဲ့လေမီးရမိတ်တုံဖြစ်နေတော့မယ်မရတဲ့အကြောင်းပြောမလို့တစ်ဖက်ကောင်းလေပြီးတော့ပါဇက်ပြင်းနေတုန်းမှာပဲမီးကလုတ်ဘက်ကနေပြီးတော့တကြောက်အတန်မြည်နေလို့ပြန်လဲကြည့်မိလိုက်တာအမလီတရေဗျတရေအဲ့လိုអော်ပြီးတော့ခုံပေါက်ပြေးတာနိုင်တူးတို့နောက်နှစ်ချက်လောက်ပဲခုံပြီးတော့ပြန်ရောက်သွားတယ်ဘာမြင်လိုက်ရတာလဲဆိုတော့စင်ပေါ်မှာမေးထောက်လဲနေရကနေပြီးတော့မီးကလုတ်ကိုလှမ်းစုံနေတဲ့ကောင်မလေးအဲ့ကောင်မလေးကရှိလာမှ73-14နှစ်အရွယ်လောက်ပေါ့မျက်နှာတစ်ချမ်းကဟောင်းလောင်းပေါက်ကြီးကိုဖြစ်နေတာညီဘူးတို့မျက်နှာသိနဲ့ကြည့်ရင်လည်းခေါင်းတစ်လုံးလုံးနဲ့မီးကလုတ်ကိုစော့ပြနေလင်းလိုက်မိတ်လိုက်ဖြစ်နေတဲ့မီးအောင်မှာအဲ့ဒီပုံစံကြီးမြင်လိုက်ရတော့ငကွားမှာကြောက်တတ်တဲ့ညီဘူးတို့ကသွေးပြတ်တာပေါ့ဗျာအိမ်ညဆိုငိုယိုပြီးတော့ပြန်ညပါဆိုလှုပ်နေလို့မနှဲချော်ပြီးတော့နောက်ဆိုညဘက်ဘာမှမခိုင်းတော့ပါဘူးလို့ဂရီပေးရပြန်တယ်နောက်တနေ့ညမှာထပ်ပြီးတော့ကြုံရတာကကြတော့ကြီးမမလို့ပဲပြောရမှာဗျတကယ်တော့တောင်ဆိုးကအကဲဆန်းကြည့်မိရတယ်ပါတယ်အရင်ကဆိုမနက်မှဂျိုင်းနေစီးတာကိုအိမ်ညဘက်ကလေးကဂျိုင်းနေစီးဖို့လှုပ်ပါတယ်အနီးကနေပြီးတော့သတိပေးထားတဲ့စကားရှိလို့မလုံနဲ့ဆိုတာကိုဒင်းကဒီညမှာထပြီးတော့လှုပ်ကြည့်တာပါဂျိုင်းထဲမှာလည်းစားလို့ကြံနဲ့စားကျွန်းစားကြံတွေကလည်းရှိနေပါသေးတယ်အဲ့လိုနဲ့ဂျိုင်းကင်ပြီးတော့ရေကန်ဘက်ရှောက်သွားတော့ရှိသေးအပင်မောကနေပြီးတော့အဲ့ဒီတန်အရှိန်နဲ့ပြုတ်ကျလာတယ်လို့မျိုးကြားလိုက်ရပါအဲ့ဒါနဲ့လှည့်ကြည့်လိုက်တော့ဟာတော်ရုံမကြောက်တဲ့တောင်ဆူးတော်မှာပါဇက်အဟောင်းသားနဲ့ဆွန့်ရသွားပါတယ်အပင်မောကနေပြီးတော့ဆင်းလာတဲ့ဟာကြီးကဘိုက်ကြီးတယ်ပါကိုလုံးဒီနဲ့ကိုမှသပင်ရအုံကုန်ကြောင့်အထွေးကြီးလို့ဂျက်ခဲကြီးကခါးထီပဲဘိုက်ကြီးတယ်လို့ပြောတာကဘိုက်ပူနေုံတက်ကြောင်မဟုတ်ဘဲနဲ့ဘိုက်ကပွင့်နေလို့ဘိုက်ထဲကကလေးဦးတော်မှမြင်နေရတာပါဘိုက်ကြီးတဲ့မျက်နှာကလည်းပြူးပြူးပြရာနဲ့ကြောက်စရာကြီးသပင်ရငယ်တိတ်လောက်ကနေစားရှိပြီးတော့မျက်နှာငုံငုံကြီးနဲ့ဆိုတော့ပြောင်ငုံငုံကြီးဖြစ်နေလို့ပို့ပြီးတော့ကြောက်စရာကောင်းနေတာပါအဲ့လိုကြောက်စရာကောင်းတဲ့တရေမတောင်စိုးလက်ထဲကဂျမ်းအောင်ယူပြီးတော့တစ်ပင်ပုံပြန်တက်ပြီးတော့တာပဲပြီးတော့အဲ့ဒီဂျိုင်းနေကတစ်ပင်ပေါ်ကနေပြီးဂလုံဂလန်နဲ့ပြုတ်ကျလာတာမှဟိုဒီစင်းဒီစင်းနဲ့ပြန်ကျဲလို့ပဲအဲ့လိုနဲ့ပြန်ကျဲလာတဲ့အထီကိုတောင်စိုးကကြောက်ရွံ့ကြီးလိုမျိုးတောင့်နေပြီးတော့ပါဇက်အဟောင်းသားနဲ့ဖြစ်လို့ကောင်းနေတော့တဲမောင်မျက်မြင်ထင်းထင်းရှာအနီးကပ်တွေးလိုက်ရတဲ့အပြင်ကိုယ့်လက်ထဲကဂျိုင်းတွေကိုပါဆွဲယူသွားတာဆိုတော့တော်တော်ကြီးထိတ်လန့်သွားတာလို့ပြောရမှာပဲဗျပြန်လာတဲ့အချိန်ဂျိုင်းနေကလည်းထမင်းတစ်စီးတောင်မှကတ်မနေတော့ဘဲနဲ့လုံးဝအပြောင်အရှင်းပဲတောင်စိုးတယောက်တရီလဲဝင်ရောဂျိုင်းကောက်ဖို့ဘာဖို့ညာဖို့တွေတတိမရတော့ဘဲနဲ့အမငီးလိုအကြေကြီးអော်ပြီးတော့လှည့်ပြေးတော့တာပဲဗျအမလေးလိုអော်ရတော့မပီသားတော့လို့အမငီးလိုပဲအတန်ထွက်လာတာပါအဲ့လိုဒီဖြစ်ခဲ့တာဆိုတော့နိုင်တူးတို့အဖွဲ့လဲနည်းနည်းတော့ဖြုံသွားပါပြီဂျိုင်းအောင်ဆွဲသွားတဲ့အကောင်ဆိုတော့ဘလောက်တောင်မှဝိုင်းနေတဲ့တရေမှမှန်လည်းမသိပြီးတော့လူကိုထိလို့ကင်လို့ရနေပြဿနာရှိရလေဒီတော့အရင်လိုမျိုးခက်ပေါ့သဘောမထားတော့ဘဲနဲ့လုံးစရာရှိရာတွေကိုမြင်မြန်လက်စတက်လိုက်ပြီးတော့ဒီကနေပြန်မှုတဲ့အစီအစဉ်ဆွဲရပါတယ်ဝေစရာရှိရာတွေကိုလည်းပထဟိတအဖွဲ့တစ်ဖွဲ့ကိုအကူအညီတောင်းပြီးတော့လိုအပ်တဲ့နေရာမှာကြည်လူပေးဖို့ပဲအလိုက်ပါတော့တယ်အဲ့လိုနဲ့နောက်နေ့လိုမျိုးပြန်မယ်ဆိုရင်ဒီနေ့လိုညမှာကြောက်စိတ်မဝင်အောင်ရော
ဒီမှာဒီလိုနီနီကနောက်ဆုံးညဖြစ်တာအကြောင်းရောတောက်ကြပါလေတိတ်မတောက်ရဲလို့မမူးတဲ့သူကမမူးသလိုမူးတဲ့သူတွေကလည်းတော်တော်လေးကိုမူးနေတာပါပဲမူးရဲ့အထင်းမှာမှမော်ကြီးကအဆိုးဆုံးပြပုံမှန်ဆိုရင်လူရေးဆိုပေမဲ့မူးကြီးဆိုရင်တော့သူရဲကောင်းဖြစ်ချင်လာတာလို့ဇက်ဆောင်မင်းသားလို့နဲ့တက်တက်ကြွကြွဖြစ်ပြီးတော့ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းကိုမသိဘူးတောက်ပြီးတော့ဝိုင်းသိနေတော့မှစင်နီရဲ့ဟိုဘက်အချမ်းကနေခုံကိုစီးချက်ညီညီခောက်ရင်းနဲ့ပါဇက်ကနေစီးဝါးလိုက်နေတဲ့အတန်ထွက်လာတယ်အတန်ကြောင်းလောက်ကတော့ရိုးနေပြီမလို့ဒီတိုင်းမသိကြအောင်စောင်းနေလိုက်ဖို့ပဲအချင်းချင်းမျက်စာပြပြနေတော့မှအတော်လေးမူးနေတဲ့အဲ့ဒီမော်ကြီးဆိုတဲ့ကောင်ကမတ်တက်ထားရက်လိုက်ပြီးတော့စောက်တရေတွေလို့အားရင်ပုတ်တန်ပေးနေရလားစားရှိရင်အကောင်လိုက်ထွက်လာခဲ့စမ်းပါမင်းတို့ဖေးမော်ကြီးကမကြောက်တယ်လို့ဒီရောက်လာတာကွာတဲ့ကွာဆိုပြီးတော့အော်ဆဲပါလေရောအယောင်မှအနုဒ္ဒအနတ္တတွေမပြောခင်ဒီမနေ့ကိုတားယူလိုက်ရပါတယ်ဒါမဲ့အသားကောင်းတော်ညာအခါတော့နှောင်းသွားပြီဗျာအိညာမော်ကြီးရဲ့အစဲကျေးဇူးနဲ့ပပေနေနေကိုတောင်းညက်ခံရတော့တာပဲဗျူပြောရရင်ရှယ်မရှယ်ဇွန်းတက်ပြီးတော့ရှယ်အချောက်ခံရတော့တာအိညာအားလုံးအိမ်မောကြနေတော့အခန်းတကားနဲ့ပရင်းပေါက်တွေကိုတဒုံဒုံတတိုင်းတိုင်းထုတန်အကျိကြီးကြားတာနေနိုင်တို့အကုန်လုံးကနိုးလာကြပါတယ်ဒေါသတကြီးနဲ့ကိုထုနေကြသလိုအတန်မလို့နည်းနည်းလန့်တာနဲ့6ယောက်သားပူးကပ်ပြီးတော့မျက်နှာငယ်လေးနဲ့ဖြစ်နေကုန်ပြီနည်းနည်းလန့်တာနဲ့6ယောက်သားကပူးကပ်ပြီးတော့မျက်နှာငယ်လေးနဲ့ဖြစ်ကုန်ကြပါပြီမော်ကြီးကလည်းအမူးပြေသလောက်ဖြစ်နေတော့ငကိုမူလမော်ကြီးပြန်ဖြစ်နေပါပြီဒီတိုင်းထားလိုက်မယ်ဆိုရင်အချိန်တိုင်းတော့ငြိမ်သွားမှာပါဆိုတဲ့အတွေးနဲ့ငြိမ်နေတုံးရှိသေးတယ်အတန်ကရက်မသွားတဲ့ပြင်အထင်းကနေပြီးတော့ကျိုးနဲ့ချီပိတ်ထားတဲ့တကားကြီးကဝုန်းကနေပွင့်ထွက်လာပြီးတော့အခန်းထဲကိုမဲမဲလုံးလုံးအရေးကြီးတွေကအများကြီးဝင်လာခဲ့ပါတယ်အပြင်ကနေဝင်လာတာရင်မကပါဘူးအခန်းဟိုဘက်ဒီဘက်အချမ်းကနေပြီးတော့လေနာနာချင်းချင်းညှင်းညူနေကြသလိုအတန်တွေကဥတဲ့အသေးသေးထိစိတ်ပြီးတော့ကြောက်စရာကောင်းလောက်အထိကိုညံပြီးတော့ထွက်လာတာပါအပေါ်မျက်နှာချက်ကနေလဲလက်သေးနဲ့ဆွဲချစ်နေသလိုမျိုးတကြူကြီးတကြက်ကြက်အတန်တွေကြားတော့နိုင်တူတို့အဖြစ်ကတရေကားတွေကဇက်ဝင်ငန်းကြီးလိုမျိုးဖြစ်နေတာပါအဲ့လိုနဲ့ချင်းမကင်ပြီးလက်မကင်ပြီးဖြစ်နေတဲ့အချိန်ညီပုတုကြီးကနေပြီးတော့တိတ်နဲ့ထငိုပါလေရောဒါနဲ့အားလုံးကကြောက်ကန်ကန်ပြီးတော့ညီပုတုကိုဝိုင်းပြောကြတာပေါ့လေမင်းကတမောက်ဘာညာနဲ့ကြိတ်လေးတန်နဲ့အပြစ်ပြောနေကြတော့မှာဟဲ့ငိုပါစီဟဲ့နင်တို့ကလေအဲ့လိုမျိုးအတန်အပေါ်ကလည်းမဟုတ်ဘေးကလည်းမဟုတ်ပဲနေအားလုံးရဲ့အလဲကနေထွက်လာတာဆိုတော့နိုင်တူလေမျက်လုံးအပြူကြီးနဲ့အတန်လာရစီကိုငုံကြည့်တာအမလေးဗျာအမေစောက်တိုင်ရဲမအာမေဒိတ်တွေမျိုးစုံထွက်ပြီးတော့တယောက်တစ်ပေါက်နဲ့ထားပြေးကြရတာပဲဗျဘာမြင်လိုက်လဲဆိုတော့အလင်းမှာပက်လက်ကြီးလန်နေတဲ့ခေါင်းပြက်ကြီးဗျခေါင်းမှာရိုးခေါင်းတော့မဟုတ်ဘူးတူနာပြုတ်ခေါင်းဆောင်နဲ့ nest ခေါင်းပြက်ကြီးပါညလုံးနေရာမှာလည်းအမေအောင်အခေါင်းပေါက်ကြီးပဲရှိပြီးတော့ဗဇက်ကနှကန်းတွေကလည်းမီးသွေးခဲလိုမျိုးမဲမဲတူတူဖြစ်နေရပါသွားတွေကလည်းအဖွေးသားပေါ်အောင်ကိုဖြီးပြနေတာဆိုတော့ဒါမျိုးမှမပြေဘဲဟောက်ထပြီးတော့ပြေးရအောင်မလေအမတယောက်တစ်ပေါက်ကပြေးလာတော့မှအဲ့ဒီခေါင်းမြက်ကြီးကမော်ကြီးပစိုးကိုကိုက်ပြီးတော့လိုက်လာနေလို့မော်ကြီးတယောက်ပစိုးချွတ်ချခဲ့ပြီးတော့အောက်ပိုင်းမလာနဲ့ပြေးတော့တာပဲအဆောင်ဦးလေးကြီးကအော်ဇန်နေကြလို့ထွက်လာတော့နိုင်နူးတို့လည်းဦးလေးစီကိုအားကိုတကြီးနဲ့ပြေးတာပေါ့လေဦးလေးကြီးကတော့နိုင်နူးတို့ပုံစံကိုမြင်ကလေးကသဘောပေါက်ပြီးတော့ကဲလာအမြန်လားဆိုပြီးတော့အိမ်ထဲကိုခေါ်သွင်းပါတယ်အိမ်ထဲရောက်တော့ဒီလိုဆိုတာပြောပြတော့ဦးလေးကြီးကလည်းခေါင်းတညင်ပေါ့လေထိုးကြပြီးအံ့ဩနေတဲ့ပုံစံမျိုးတော့မရှိပါဘူးကြည့်ရတာကရိုးနေတဲ့သဘောမျိုးပါပဲအနီးကတော့မြစ်တာတွေဘာတွေပို့ဘာညာရွတ်ဖက်ပြီးတော့တောင်းပန်ပေးနေပါတယ်အဲ့လိုနဲ့အိမ်ညာကနိုင်တူးတို့ပြင်းအောင်အိမ်လေးထဲမှာပဲမိုးလင်းသွားခဲ့ပါတယ်မိုးလင်းပါလို့ဆိုလို့အေးစစ်တော့လည်းမဟုတ်ပါဘူးဗျအိမ်ထဲဝင်မလာတာသာရှိတယ်အပြင်ကနေပြီးတော့ငိုတန်းရီးတန်းစကားတန်းထုတန်းနဲ့တိုင်နဲ့တော့ညဲနေတာမိုးစင်စင်လင်းလို့အားလုံးငြိမ်ပြီဆိုမှအပြင်ကိုထွက်ရဲတော့တာပဲဗျအခန်းထဲမှာကအသင်းထုတ်ပိုးထားတဲ့ပစ္စည်းတွေတောင်မှဝင်ပြီးတော့မယူရဲလို့ဦးလေးကြီးတို့မောင်နှမကဝင်ပြီးတော့ယူပေးရပါတယ်ပစ္စည်းစုံကားပေါ်တင်ပြီးရနဲ့6သားကတော့မှုံနေအောင်လစ်တော်တာပဲဗျအပြန်လန်းတလန်းလုံးဒီပါနည်းနည်းပပတော့မှမပြုံးနိုင်တော့ဘဲနဲ့မျက်နှာစည်းရွက်လောက်လေးနေပေါ့လေနိုင်လူတော့ကတော့ဒီမှာကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကတဘောအားစာမမေ့စရာပါပဲတကယ်ကိုယ်တိုင်ပြန်တွေးကြည့်ရင်တော့မှယုံကခက်လောက်စရာကိစ္စတွေပါအဲ့လိုအချိန်ဒီမှာအဲ့လို6ယောက်မဟုတ်ဘဲနဲ့တယောက်တည်းကြုံခဲ့ရတာမျိုးဆိုလို့ကတော့ကြောက်တွန်းလို့အသက်တောင်မှပါလောက်တယ်လေဟုတ်ကဲ့ပါအခုတိဆက်ပေးခဲ့တဲ့ဇလန်းကတော့ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာနောက်ထပ်လာမယ့်ဇလန်းကတော့
မဲကြီးနဲ့ကဝေမဲကြီးဆိုတဲ့မိန်းကလေးကကြေးရွာသူဆိုပေမဲ့တွတ်တွတ်လွတ်လွတ်နဲ့လူရဲကင်ရဲလက်ရဲစက်ရဲခက်မမမိန်းကလေးမျိုးပါအိမ်မှာမိဘတွေရောအကိုတွေအမားတွေကပါဝိုင်းပြီးချစ်တာခံရတဲ့သူမို့လို့လာတော့မသိဘူးမဲကြီးကိုကြည့်လိုက်ရင်အမြဲတမ်းပြုံးပြော်တွက်လိုက်ပြီးတော့ကြီးကြီးစင်းစင်းရှိလုံးပါတယ်ရွာသူဆိုပေမဲ့လည်းမိဘတွေကငွေကြေးပြေလဲလီတော့အဝေစားဆိုရင်လည်းထွက်သမျှအစင်အစမ်းတွေအကုန်ကိုပေါ်ပင်လိုက်ဝတ်နိုင်ပါတယ်အတုံးဆောင်ဆိုရင်လည်းတစ်နေ့တစ်မျိုးမရိုးရအောင်ဆင်နိုင်ပါတယ်ဒီတော့မဲကြီးကရွာအပြိုတွေကြားထဲမှာထင်းထင်းပေါ်ပေါ်ရှိရပေါ့လေအလာကြီးရမျိုးမဟုတ်ဘဲနဲ့ကြည်လင်ပြီးတော့ဆွဲဆောင်မှုရှိတဲ့ပုံစံမလို့ကာလာသားရဲ့ကြားမှာလည်းပဲရေပန်းစားပါတယ်ရွာထဲမှာရောရွာနေကျုပ်ဆက်မှာပါမဲကြီးကိုပိုးပိုက်တဲ့သူတွေဆိုတာတကယ်ကိုအပုံပေးမှာပဲဒါမဲ့မဲကြီးကဘသူ့မှစိတ်ဝင်စားတဲ့ပြင်မထင်သလိုဇိုးဆက်တံပြန်တုံ့ပြန်တက်တဲ့သူဆိုတော့သိပြီးတော့အကဲမဆန်းရဲကြပါဘူးမဲကြီးရဲ့စားဘလောက်တောင်မှပြင်းတယ်လဲဆိုရင်ပြောပြမယ်ဒီလိုပြဘေးရွာမှာရှိတဲ့တောင်ဆိုတဲ့လူကမဲကြီးကိုပိုးပန်းသူတွေကတယောက်ပဲဖြစ်ပါတယ်ဒါမဲ့တောင်ကငကိုတွေကပေါ်တော်ပြောင်ဆက်သမားဆိုတော့တိတ်ပြီးတော့မျက်နှာဘူးမသေးလှပါဘူးမဲကြီးကိုတွေ့ရနဲ့မဲကြီးငါနင့်ကိုတကယ်ကြိုက်တာပါဟာအဲ့လိုမျိုးပြောင်ဆက်မျက်နှာနဲ့ကြိုက်တယ်ပြောပြီးတော့နောက်ဆက်တွဲမှာလေဒိဋ္ဌံအော်ဒန်နီဘာတွေထစ်ထစ်အော်သေးတာပါအဲ့ဒီတန်ဒီပါလာတဲ့အကြောင်းရင်းကတော့မဲကြီးအမေကစိတ်သားအမဲသားရောင်းတဲ့အသားတိုင်ကြီးဒီတော့အဲ့ဒါကိုပြတ်တဲ့သဘောအနေနဲ့မတိတတိဟာသားလောက်တာပေါ့အစားပိုင်းမှာတော့မဲကြီးကဘာမှပြန်မပြောသေးပါဘူးဒါမဲ့လည်းစပန်များလာတော့ဟဲ့ငါမကြိုက်ဘူးနော်ငါ့ကိုအဲ့လိုလာမစားနဲ့အဲ့လိုမျိုးတတိပေးပါလေဒါလည်းမရပါဘူးတောင်ကမကြာခဏဆိုသလိုမတိတတိစားနေတာဆိုတော့မဲကြီးတယောက်ပောက်ကွဲရတာပဲတရက်မဲကြီးကရွာထဲကိုပတ်ပြီးတော့အကျွေးတောင်းနေတော့လမ်းမှာတောင်နဲ့စုံပါတယ်ဒုံးစံတိုင်းတောင်ကမဲကြီးငါ့ကိုစဉ်းစားပေးပါဦးအဲ့လိုပြောပြီးတော့အနောက်မှာလဲစိတ်နဲ့နွားအော်တန်းကိုလှုပ်ပြပါသေးတယ်ဒီတခါတော့မဲကြီးကသီးမခံတော့ပါဘူးလမ်းဘေးမှာအတင်းတွေးရထင်းချောင်းဆွဲပြီးတော့တောင်းကိုလိုက်ပြီးတော့ရိုက်တော်တာပဲထင်းချောင်းတော်တော်လေးတုပ်ပြီးတော့အလေးချိန်လဲစီးတဲ့ဟာမလို့မိလိုက်ရင်တော့တောင်းအတွက်ကမတတ်တာစရာပါအဲ့တော့ရွာထဲမှာပတ်ပြေးရတော့ပေါ့လေမဲကြီးကလည်းစားမသေးပါဘူးတလန်းဝင်တလန်းထွက်ကိုလိုက်ပြီးတော့ရိုက်တာနောက်ဆုံးရွာထဲကလူတွေမြင်ပြီးတော့ဝိုင်းတားဝိုင်းဆွဲမှာပဲရက်သွားတော့တာပဲဗျို့တောင်းမေကတော့မဲကြီးမေနဲ့ဈေးအောင်ဈေးဝယ်စီးပွားပဲချင်းမလို့မျက်နှာမပြတ်အောင်လို့အိမ်ထိလာပြီးတော့တောင်းပန်ရှားပါတယ်ဒါမဲ့လည်းတောင်းကအမှတ်မရှိပါဘူးနောက်တစ်ခါနေလေပဲမဲကြီးနဲ့ဖုန်းကြီးကြောင်အထွက်မှာလမ်းမှာထပ်တွေ့တော့မဲကြီးရဲ့စိတ်မဆိုးပါနဲ့နေရလေးငါအချင်းချင်းမလို့စတာပါနေမကြတဲ့နောက်ဘယ်တော့မှမစဘူးဟုတ်ပြီလားနေရလေးရုပ်ကလေးလာသလောက်အတော်စိတ်ကြီးတာပဲဟာအဲ့လိုပြောပြီးတော့နောက်မှလေစိတ်အော်တန်ကိုထပ်ပြီးတော့လှုပ်ပြပါလေရောဖြစ်ချင်တော့အဲ့ဒီကမဲကြီးကဖုန်းကြောင်းတွေကထွက်လာကားစားမလို့ဖက်နှက်ကိုလက်ထဲမှာကိုင်းလာတာဖက်နှက်ကလည်းရိုးဖက်နှက်မဟုတ်ဘူးပြိုခုံဖက်နှက်အဲ့တော့လက်ထဲကလက်နဲ့အသေးရှိနေတဲ့အချိန်တောင်ကမျက်ခွက်လာပြောင်နေတော့မဲကြီးလည်းပဲစိတ်ပပောက်နဲ့လက်စွမ်းပြထည့်လိုက်တော့တာဘာမှခုံးတုံပြန်ပြောမနေတော့ဘဲနဲ့တောင်းအောင်ခုံဖက်နှက်နဲ့ဂိုးနဲ့ကွက်ခနဲ့အားရပါကိုတီးထည့်လိုက်တော့တာပဲလက်တံပြောင်မပြောင်တော့မသိအဲ့မှာမျက်နှာပြောင်တဲ့တောင်ကတော့ဂန်ဝင်စိတ်အော်တန်ကြီးမဆုံးခင်ပါပဲခုံဖက်နှက်နဲ့စောဘလော်တီးခံရပြီးတော့ခေါင်းငွေလို၆ချက်ချုပ်လိုက်ရပါတယ်မဲကြီးစားအဲ့လိုပြိုမဲကြီးမိဘတွေကလည်းတခုခုဆိုရင်ညီရလေမင်းကလေးတံမဲ့ဘာညာဆိုပြီးတော့အပြစ်ပြောတတ်တဲ့သူမျိုးတွေမဟုတ်ဘဲနဲ့သမီးမှန်နဲ့ထင်သလိုသာချခဲ့ငါသမီးနောက်မှာအမေတို့အဖေတို့ရှိတယ်ဆိုတဲ့မိဘမျိုးဆိုတော့မဲကြီးအတွက်ကပြောအားလောအားရှိတာပေါ့ဒါမဲ့ဒီနေ့မှာတော့ကြည်လင်နေတဲ့မဲကြီးဘဝတွေကိုကျမတို့တွေစပြီးတော့ဝင်လာခဲ့ပါတယ်အဲ့ဒီအပိုင်းမှာမဲကြီးစပြီးတော့ပြောင်းလဲလာပါတယ်တညမှာတော့မဲကြီးမေဒေါ်ကြီးတယောက်မထိတ်တာမလန့်တာအဖြစ်နဲ့စပြီးတော့ကျုံရတယ်ဒေါ်ကြီးတယောက်အိမ်မောကြနေတော့ဘေးနားကကျန်းနေတဲ့ဂျုတ်ကနေကြားလိုက်ရပါတယ်ငကိုကလေးကအေးဆက်တဲ့သူဆိုတော့အတန်ကြားနဲ့နိုးပြီးတော့မျက်လုံးဖွင့်ကြည့်လိုက်တော့အမလီဘုတ်တော့ဟဲ့သမီးအဲ့ဒါဘာလုပ်နေရလဲဘေးနားမှာမေကြီးကခြံအောင်ထဲကိုခေါင်းဝင်ပြီးတော့မေးထောက်လဲနေပြီးဒေါ်ကြီးကိုစက်ဖြည်းဖြည်းပုံစံနဲ့ကြည့်နေရမျိုးဒေါ်ကြီးမီးတော့လေဘာမှပြန်မဖြေဘဲနဲ့နှာခေါင်းရင်းရှုံးပြပြီးအတန်လေးသွားပြီးနဲ့ရေပြရင်းနဲ့ခေါင်းဘယ်ဘက်ဆောင်းလိုက်ညာဘက်ဆောင်းလိုက်လုံနေတာဒေါ်ကြီးကတော့ကိုသမီးကိုမလို့ဘလို့မှမနေဘဲနဲ့ညင်းနဲ့လာပြီလေအကြည့်ရဲ့ညီမအိတ်သေးဘူးလားသွားအိတ်ချီတော့အဲ့လိုပြောတော့မေကြီးကရီနီယာကနေပြီးတော့ချက်ချင်းရုပ်တည်သွားပါတယ်ပြီးတော့မှမဲကရွဲကလှုပ်ပြရင်းနဲ့သွားပြီဖွားကြီးရေလို့ပြောပြီးတော့ခြေထောင်ထဲကနေပြီးတော့ခေါင်းပြန်ထွက်သွားပါတယ်ပြီးတော့ဘောက်ဆက်နဲ့ခြေတံပြင်းပြင်းနေပြီးတော့သူ့ခမ်းဘက်ကိုသူပြန်သွားပါရောအရင်ကဆိုမေကြီးကအပေါ်ရက်မှာရှိနေတိုင်းခြေဖော်လျှောက်တဲ့သူမျိုးဆိုတော့ဒေါ်ကြီးရဲ့စိတ်ထဲမှာနည်းနည်းတော့တမျိုးဖြစ်သွားပါတယ်ဒါမဲ့လည်းအထူးတလေဘာမှရှိဝေးစဉ်းစားမနေတော့ဘဲနဲ့ပြန်အိတ်လိုက်ပါတယ်မနေ့ကျတော့မနေ့စာအတူတူစားကြရင်နဲ့ဒေါ်ကြီးကညအကိစ္စမဲကြီးကိုပြန်ပြီးမေးကြည့်တော့မဲကြီးကဘာမှမသိသလိုမျိုးဦးကျွန်တော်ဖြစ်နေပါတယ်ဟင်
သမီးပြအပေါ်တော်ထားမသွားပါဘူးမေရဲ့အဲ့လိုပြောတော့ဒေါ်ကြီးလည်းပဲမေကြီးတယောက်မိန်းကလေးတဘာဝသွေးလီခြောက်ချတာလို့ပဲယူဆမိလိုက်တာပေါ့လေအဲ့ဒီကစားပြီးတော့မေကြီးကတဖြည်းဖြည်းချင်းမတိမတာပြောင်းလဲလာပါတယ်ညနေမောင်ရင်ပြိုးပြီးဆိုတာနဲ့သပင်းဖားလျားချပြီးတော့စိတ်လွတ်နေတဲ့သူလိုမျိုးအိမ်ထဲမှာရှောက်သွားနေတတ်တာပါခေါ်ရင်လည်းမျက်လုံးကြောင်ကြီးနဲ့ပြန်ကြည့်ပြီးတော့သတိမကတ်တယ်လို့ပုံစံမျိုးပါသူ့ကိုလက်နဲ့ရိုက်လိုက်ပုတ်လိုက်မှသတိဝင်ပြီးတော့ပုံမှန်ပြန်ဖြစ်သွားတတ်တာပါတရက်မဲကြီးမဆန်းကအလုံးလုံးပြီးတော့ခါးချောင်းနေလို့ဆိုပြီးတော့အင်ရှိယခုံပေါ်မှာခဏလဲနေတော့လဲနေနဲ့ငိုက်ချင်တယ်လို့ဖြစ်ရကနေဘာရင်မဟုတ်ဘဲနဲ့မဲကြီးအခန်းပရင်းပေါက်ကိုအကြည့်ရောက်သွားတဲ့အခိုက်မှာရင်းထဲမှာထိတ်ကနေဖြစ်သွားခဲ့ပါတယ်ပရင်းပေါက်ပေါ်မှာတောင်ကျောပေးပြီးတော့ထိုင်နေတဲ့မိန်းမတယောက်အသားကညုံညစ်နေပြီးသပင်ကလည်းအောက်ကိုဝဲကျနေရမှာအရှိကြီးပဲအိမ်မှာသပင်အလောက်ရှိရတဲ့သူမရှိရဲ့ပြင်ပုံစံကလည်းအနောက်ကနေမြင်ရတာတော့မှကြက်သိန်းထစရာကောင်းနေတာဆိုတော့မဆန်းလေးလန်သွားခဲ့ပါတယ်အဲ့ဒီမှာလူလားပါလားဝေခွဲမရဖြစ်နေတော့မှပဲအဲ့ဒီမိန်းမဖြက်ကနေလှည့်လာပြီးတော့ရီးပြတယ်အမလီအမေဘာကြီးတော့မသိဘူးလောက်ကြပါဦးမဆန်းတယောက်ငါကနေထားတိုင်ပြီးတော့ငိုတန်ကြီးနဲ့ခုနှစ်တန်ချီအော်တာပဲပြိုလှည့်လာရဲ့မျက်နှာကမေကြီးရဲ့မျက်နှာမှာမေကြီးရဲ့မျက်နှာပဲဒါမဲ့ခန္ဓာကိုယ်ကလှည့်မလာဘဲနဲ့ခေါင်းတစ်ခုလေးရပဲလိမ်ပြီးတော့လှည့်လာတာပါရီးပြနေတဲ့ပါဇက်ထဲမှာလည်းသွေးအလိမ့်လိမ့်နဲ့တကယ်ကိုမှကြောက်စရာကြီးပါပဲမဆန်းအဲ့လိုဖြစ်နေတဲ့အချိန်နေ့လေကိန်းပဲရှိသေးတဲ့ပြင်မေကြီးကလည်းအိမ်မှာမရှိသေးပါဘူးဒီတော့ယုတ်တိမရှိသလိုဖြစ်နေတော့တခြားအိမ်သားတွေကလည်းမဆန်းအမြင်မားတွေပဲထင်ကြပါလေဒါမဲ့လေဒိုကြီးကတော့စိတ်ထဲမှာတမျိုးကြီးဖြစ်လာပါတယ်ဒီရက်ပိုင်းညနေခင်းဆိုရင်မေကြီးမူမမှန်နာရောဒီလိုမဖြစ်စဘူးအဖြစ်ထူးတွေဖြစ်နေတာကိုရောစိတ်ထဲမှာဘဝင်မကျဖြစ်လာတယ်ဒါမဲ့လည်းဘာမှရေးရမဟုတ်သေးတော့အရေးတူကြီးတော့မလုပ်မိပါဘူးနောက်တစ်ခါကျတော့မေကြီးကိုယ်တိုင်ကြုံရတာပါအိမ်ကြီးကညနေဘက်အိမ်နောက်ဘက်ချောင်းမှာမေကြီးရေသွားချိုးတယ်ပြီးတော့ရေပြင်ပေါ်ထိုင်ပြီးတော့အဝှေ့လျှော်နေတော့ချောင်းရဲ့ဟိုဘက်ရေပြင်မှာမိန်းမတယောက်လာထိုင်တော့မျက်လုံးထောက်နေပြီးတော့တွေ့လိုက်ပါတယ်အမှုမဲ့မဲ့နေမိတော့မှအဲ့ဒီမိန်းမတခိခိနဲ့ကြက်ရည်နေတယ်လို့မျိုးတကူလုံးလှုပ်ခါပြီးတော့ရင်းနေတာပါအဲ့ဒါနဲ့မေကြီးကလေဘာလဲဟဆိုတဲ့ပုံစံမျိုးနဲ့လှမ်းကြည့်လိုက်တော့အဲ့ဒီမိန်းမကခေါင်းအောင်ငုံထားလို့မျက်နှာကိုမမြင်လိုက်ရပါဘူး။သမီးကတော့အရှိကြီးပါပဲ။ဒီတော့မေကြီးလည်းပဲကိုယ့်ဝိတ်ကိုမြ мян ပြီးအောင်လျှော်ဖို့လုပ်နေတော့မှခုနမိန်းမမေကြီးကိုရေးနဲ့လှမ်းပတ်ပါတယ်။ရေကိုတဘောမမြည်အောင်အားနဲ့ပတ်တာဆိုတော့မေကြီးရဲ့သပင်းတွေကလည်းရေဆိုးကုန်တယ်။ညနေခင်းမလို့ခေါင်းမလျှော်ပါဘူးဆိုမှသပင်းတွေရေဆိုးသွားတော့မေကြီးလည်းပဲအရန်နေဒေါသထွက်သွားပြီးတော့ရန်တွေးဖို့မောကြည့်လိုက်ပါတယ်။ဟေးအမလီဘာကြီးလဲမေကြီးတယောက်သွေးပြက်လောက်အောင်လန့်ပြီးတော့နောက်ကိုပလက်လန်မတက်ဖြစ်သွားခဲ့ပါတယ်။ကျောင်းတစ်ဖက်ကရေကကျောင်းတစ်ဖက်ကရေပြင်မှာဒူးထောက်ပြီးတော့ထိုင်နေတဲ့မိန်းမအသားညူညူနဲ့ကိုမှပိန်လီပြီးတော့အယိုးတွေပါငေါထွက်နေတာ။ပခုံးနေရာတွေဆိုရင်အယိုးတွေကလုံးချုံပြီးတော့ကိုထွက်နေတာပါ။တကူလုံးမဲနေပေမဲ့မျက်နှာနေရာကတင်းတင်းဝါဖြစ်နေပြီးတော့အထူးဆန်းဆုံးကတော့ရုပ်ကမဲကြီးနဲ့တထီရားလေးဖြစ်နေတာပါပဲ။မျက်လုံးကအဖြူတိတ်မမြင်ရလောက်အောင်ကိုမျက်စံအိမ်အနက်ကြီးနဲ့ရီးပြနေတဲ့ပါဇက်ကအတော်လေးကိုပြင်းနေပြီးရောသွားတွေရောတဖုံးတွေရောနီးပုတ်ပုတ်သွေးအလိမ့်လိမ့်နဲ့ဒီအိမ်တရေ6ရင်တောင်မှကြောက်စရာကောင်းနေပြီးသားကိုတရေကကိုရုပ်ဖြစ်နေတော့မဲကြီးလည်းပဲတတိလက်လွတ်ဖြစ်ပြီးတော့ထားပြေးတော့တာပဲအရန်ကြောက်ပြီးတော့တုံတုံရင်ဖြစ်နေတော့အိမ်ဝင်းနဲ့ရောက်ခံဒီမှာဘိုင်းကနေမှောက်လဲလို့ဒူးရတရောင်လေးလည်းကွဲပြေးနေတာပဲအိမ်ထဲရောက်တော့စကမင်းမရလောက်တဲ့အထိပြေးဖို့အားယူလိုက်မြင်လိုက်တာကြီးကိုပြန်တွေးပြီးတော့ကြောက်လာလို့ငိုလိုက်နေပဲဖြစ်နေတော့တာပေါ့လေပြီးတော့တခုခုကတားနေတယ်လို့ဖြစ်ပြီးတော့ဘာဆိုဘာမှမပြောနိုင်ဘူးမဲကြီးလည်းပဲအေးပတ်တာရောလန့်အောင်ရောပေါင်းပြီးတော့ညဘက်ကြီးပူချစ်တောင်ဖျားနေတော့တာပဲဖျားတာမှ2ရက်လောက်အသေးတန်အလူးလေးကိုဖျားတာပြူအဲ့လိုဖျားပြီးရာကနေလန်လန်ပြန်ထူပြီးတဲ့ကမဲကြီးစီမှာထူးဆန်းတာကြီးစပြီးတော့ဖြစ်လာခဲ့ပါတယ်မနေ့ဆိုရင်လူကအကောင်းတိုင်းဆိုပေမဲ့မုံလဲပန်းရောက်တာနဲ့ပုံစံစပြောင်းနေမုံလဲဆိုတာတော့မှညနေပိုင်းထိတော့မှမဟုတ်ဘူးနေကင်းတနာရီ2နာရီဝန်းကျင်လောက်ကလေးကစတာပြူတနာရီထိုးပြီးဆိုတာနဲ့လူကငိုင်ကြသွားပြီးတော့ဘယ်သူနဲ့မှလည်းစကားမပြောတော့ဘူးအရင်တော့ဆိုရင်စပင်းမစည်းပဲချထားတဲ့ခါကြလို့ရှင်ပူလို့ဆိုတဲ့သူကအခုကြောင့်သပင်ုံဖားလျားချပြီးတော့ထမင်းုံဇောက်ထိုးတာရင်ရှားဝက်ပြီးတော့အိမ်ရှိမှာပဲမျက်နှာတင်နဲ့ထိုင်နေတာပါအိမ်မှာကအလုသမားယောက်ျားတွေအဝင်ထွက်ရှိလို့အမြင်မတော်တော့ဒေါ်ကြီးကမဲကြီးကိုအကြီးသွားစမ်းအိမ်သွားဝယ်စမ်းမင်းကလေးဖြစ်ပြီးတော့ဘလို့နေနေရလဲလို့ပြောတော့မဲကြီးကဒေါ်ကြီးကိုမကျင်တဲ့ပုံစံနဲ့စိမ့်နေအောင်စိုက်ကြည့်ပြီးတော့တောက်ခောက်ပါတယ်အရင်ကဆိုရင်လူကြီးမိဘပေါ်မှာအတော်လေးယိုကျိုးတက်တဲ့သူကဒေါ်ကြီးရဲ့စိတ်ထဲမှာနည်းနည်းတော့ထင်သွားပါတယ်။ဒါတွေမကမဲကြီးအတော်ဒေါ်ကြီးရဲ့ညီမဒေါ်ကြိုင်ကြုံရတာကဒီလိုပါ။ဒေါ်ကြိုင်ကအပြိုကြီးမလို့တူတူမတွေပေါ်မှာအရန်အောင်မှတန်ရုံးစင်တွေ့တာ။အားလုံးထဲမှာမဲကြီးကိုတော့အချစ်ဆုံးလို့ပြောလို့ရပါတယ်။အခုလည်းပဲမဲကြီးနေမကောင်းဖြစ်နေတယ်ဆိုတော့ဒေါ်ကြိုင်ကအားဖြစ်မဲ့ထင်တာလေးတွေကိုချက်ပြီးတော့လာပို့ပါတယ်။ကြိုင်လေးဆွဲပြီးတော့အိမ်ထဲဝင်လာတဲ့အချိန်အိမ်ရှိကအဖီထဲမှာထိုင်နေတဲ့မဲကြီးကိုတွေ့တယ်။
အဲ့ဒါနဲ့ဝင်လာပြီးတော့ဂျိုင်လေးကိုအသာချရင်းနဲ့အကြီးသမီးလေးတက်တာလားအဲ့လိုမေးတော့မဲကြီးကဒေါ်ကျန်းကိုခက်ဆူးဆူးစိုက်ကြည့်ပါပြီးတော့ခက်မမေ့ပုံစံနဲ့နေရဘာတူလဲအဲ့လိုမေးပြီးတော့ဖြေလေးဆိုတဲ့ပုံစံနဲ့မေးထိုးပြီးတော့ကြည့်နေတာပါဒေါ်ကျန်းလည်းရုတ်တရက်ကြောင်သွားပြီးတော့ဒေါ်ကျန်းကငါတူမလေးစားဖို့အတွက်နှုတ်ဆက်မြုံလာပို့ပါလေအားရှိမှမြ мян နေကောင်းမှမလို့ကောင်းကောင်းစားနော်လို့ပြောရင်းနဲ့ဂျိုင်းကိုဖွင့်ပြတယ်မဲကြီးကလည်းလေပင်းနဲ့ရှည်ပြီးဂျိုင်းလေးကိုလှမ်းကြည့်ပါတယ်ပြီးတော့ဂျိုင်းကိုကြည့်လိုက်ဒေါ်ကျန်းမျက်နှာကိုကြည့်လိုက်လှုပ်ပြီးတော့မှပဲထွီးရှေ့ရခုံမော်ထွေကနေသရွေးထွေးချလိုက်ပါတယ်ပြီးတော့ဒေါ်ကျန်းကိုပေးစံဆောင်ကြည့်နေပါဇက်လှုပ်ယုံလေးလှုပ်ပြီးတော့စေးနေတော့တာပဲပြူဒေါ်ကျန်းကထူးဆန်းသလိုမယုံနိုင်သလိုပါဇက်အဟောင်းသားနဲ့ကြောင်းကြည့်နေတော့မှာဟေးတပ်မလို့တို့ဘာကြည့်နေရလဲတော်လေအခုသွားစမ်းသွားခုံလက်နဲ့ဘုံကနေနေအောင်ရိုက်လိုက်တော့ဒေါ်ကျန်းတော်တော်လန့်သွားတာပါပြီးတော့ခါခါတီးတီးနှင်းနေတဲ့ပုံစံမျိုးနဲ့ပြောတော့ဒေါ်ကျန်းတယောက်လန့်နာရောမယုံနိုင်တာရောပေါင်းပြီးတော့အမလီငါတူမငါ့ကိုနှင်းထုတ်တယ်တော့အမရေနင်းသမီးကငါ့ကိုနှင်းထုတ်တယ်ဟေးအဲ့လိုអော်ပြီးတော့ပြန်သွားပါလေရောနောက်တစ်ခါမဲကြီးအကိုမောင်ဝင်းကညနေခင်းအလုပ်ပြန်လာတဲ့အချိန်အိမ်ရှိမြေကွက်လက်မှာပစစ်တုပ်ပြီးတော့ထိုင်နေတဲ့မဲကြီးကိုတွေ့ပါတယ်အဲ့ဒါနေဟိုကောင်မလေးနေလူကနေမကောင်းမင်းနဲ့ဘာလို့မြေကြီးပေါ်မှာထိုင်နေရလဲသွားအေးပဲမေခုံမော်သွားတထိုင်အဲ့လိုမျိုးပြောပါတယ်မဲကြီးကတော့မောင်ဝင်းပြောတာကိုမကြားသလိုအရင်မလုပ်ဘဲနဲ့ငေးပဲငေးနေရပါအဲ့ဒါနဲ့မောင်ဝင်းကလေဟဲ့မဲကြီးငါပြောတာကြားလားအဲ့လိုပြောတော့မဲကြီးကစကနေလှည့်ကြည့်ပြီးတော့ဆဲသလိုမျိုးခေါင်းတငုံငုံပုံစံနဲ့သူနဲ့မတင်တော်ရဲ့နေရာကိုပုတ်ပြပါလေရောအဲ့လိုမျိုးတခြားလူတယောက်လိုမျိုးပြုတ်မှုနေရတွေများလာတော့အိမ်ကလူတွေရောဘေးပတ်ဝန်းကျင်ကလူတွေကပါမဲကြီးတယောက်ထူးဆန်းနေရကိုသတိထားမိလာပါတယ်ပို့ပြီးတော့ထူးဆန်းတာကအဲ့လိုပုံစံမျိုးတွေကမနက်ပိုင်းဆိုရင်ရှိမနေပါဘူးနေမကောင်းလို့မစားနိုင်မသွားနိုင်ဖြစ်ပြီးနည်းနည်းငြိမ်နေရကလွယ်ရင်အရင်လိုမျိုးကြည်ကြည်လေးလေးပြုံးပြုံးရွှင်ရွှင်ပါပဲနေလေတနာရီလောက်နောက်ပိုင်းရောက်တော့မှပဲတခြားတယောက်ပုံစံလိုမျိုးပြောင်းသွားတာပါအထူးဆန်းဆုံးကတော့မေကြီးကသူအဲ့လိုနေလေပိုင်းမှာမပြောဘူးတာတွေပြောမလုပ်ဘူးတာတွေကိုလုပ်ပြနေတာကိုမနက်ပိုင်းရောက်ရင်ဘာမှမှတ်မိပါဘူးအဲ့တော့အိမ်သားတွေကထင်ကြတာကမေကြီးတယောက်အပြင်းပြားပြီးတော့အုံတော့ပြတ်သွားတယ်လို့ပဲထင်နေကြတာပါပြောရရင်တော့ရေလေးယူသွားပြီလို့ထင်တာပေါ့လေအားနေပဲဘာလို့လို့လောရမှန်းမသိရနဲ့အိမ်ကိုဆရာဝန်ပြင်ပြီးတော့ကုဖို့လုပ်ပါတယ်ဆရာဝန်ကလည်းကြွလာပြီးပါတယ်ဒါမဲ့လေရဲအောင်ချင်းစောင်းနဲ့ထွင်းဆိုလိုဖြစ်တာပဲဗျဆရာဝန်ကမျက်ကြောလိုက်လို့မျက်စိတစ်ဖက်ခဏတိုင်းမှိတ်နေတာဖြစ်ချင်တော့ဆရာကြွလာတာကလည်းညနေ4 နာရီလောက်ဒီတော့မဲကြီးကသူ့ကိုကြီးနဲ့မျက်စိတစ်ပတ်တည်းမှိတ်ပြနေတဲ့ဆရာကိုလက်ညှိုးငုံငေါထွင်းနေဟဲ့နေငါ့ကိုကြိုက်နေရလားဆေးကူပါဆိုမျက်စိတမိတ်မိတ်နဲ့တနာလာယူနေတယ်ပြန်နေလိုကောင်မျိုးနဲ့ကုလည်းမကုလည်းမထူးလို့ပြောချပါလိမ့်ရောဒီတော့ဆရာဝန်ကလည်းလက်လံသွားပြီးတော့မဲကြီးကိုမြို့စေးုံမှာသွားပြပြီးတော့ကုဖို့တက်ပြောပါတယ်မိဘတွေကလည်းအထွေးဆုံးသမီးလေးဖြစ်တဲ့မဲကြီးကိုဘလောက်ကုံကုံကုပေးမယ်ဟဲ့ဆိုပြီးတော့မြို့တက်ပြီးတော့စေးုံကိုသွားပြပြီးမယ်ယောဂမေမေရမပေါ်ပါဘူးယောဂမပေါ်တဲ့ပြင်မဲကြီးပုံစံကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဆိုးလာပါတယ်အရင်ကမှအစားလေးပါလေးနည်းနည်းပါးပါးစားနိုင်သေးပေမဲ့အခုနောက်ပိုင်းကတော့အစားမဝင်တော့ဘူးမဲကြီးကမနက်ပိုင်းမှာဆန်မြုပ်2စုံလောက်ပဲတောက်ပြီးတော့နေခင်းကျရင်ဆန်မြုပ်တွေပြန်အန်းနေဆန်မြုပ်စားပြီးဆန်မြုပ်အန်တာကမထူးဆန်းပေမဲ့ထူးဆန်းတာကတောက်တော့2စုံပဲတောက်တဲ့ဆန်မြုပ်ကအန်တဲ့ခါမှာတအိုးစာလောက်ပြန်အန်းတာပဲပြီးတော့အန်တာကလည်းရိုးပုံစံမဟုတ်ဘူးပြိုရေပိုင်းဖွင့်ချလိုက်တယ်လို့မျိုးပါဇက်တဲကနေပြီးတော့မရက်မနာကိုတဝုန်းနဲ့ထွက်ကြလာတာအစားမွေတော့လူကလည်းတဖြည်းဖြည်းနဲ့ပိန်ကျလာပြီးတော့မျက်ကွင်းဟောက်ပတ်နဲ့ကြီးပျော်ရှုပျော်မရှိဖြစ်လာခဲ့ပါတယ်တော်တော်လေးကြီးနေလာပြီးတော့ပုံစံကလက်လို့ရတော့မလို့အထိဖြစ်လာတော့မိဘတွေကလည်းရရဒီနဲ့ကုကြည့်မယ်ဆိုပြီးတော့ဗမာဆေးမှာနာမည်ကြီးတဲ့ဘုန်းကြီးတစ်ပါးစီကိုသွားတယ်အဲ့မှာပဲဘုန်းကြီးကမဲကြီးကိုသေချာစိုက်ကြည့်ပြီးတော့အေးတကယ်မာကြီးတို့သမီးကဒီလိုကုရမှာမဟုတ်ဘူးကျုပ်စီးနေလေကုမရဘူးကုပေးနိုင်မဲ့သူစီတော့ကျုံညှိုးမေးမယ်ဆိုပြီးတော့နောက်ဘုန်းကြီးတစ်ပါးစီကိုညှိုးမေးပါတယ်အဲ့လိုနဲ့နောက်ဘုန်းကြီးစီကိုရောက်တော့မဲကြီးကိုခေါင်းကနေကိုင်းစမ်းတက်ပြီးတော့ကလေးမလေးကလူပြူစားတာခံရတာပဲအပင်းသွင်းနှောင်းနေမကောက်ဘူးဘေးနားမှာပါကပ်ပြီးတော့ဒုက္ခပေးမဲ့အကောင်တကောင်မှလွှတ်ပေးထားသေးတာပြီးတော့သူတို့ဘက်ကလည်းလက်ဦးပြီးနေလို့တော်တော်လေးကိုနောက်ကျနေပြီဘုန်းကြီးဘက်ကနေနေနာတွေဘာတွေလုပ်လို့ရရသူမဟုတ်တော့တက်နိုင်တဲ့လောက်တော့လုပ်ပေးလိုက်မယ်လေတိတ်တော့အာမမခံနိုင်ဘူးလို့ပြောပါတယ်ဘုန်းကြီးကမဲကြီးကိုဖီးချန်ငပြောသေးတဲ့အင်းနေထဲကျွေးပါတယ်မဲကြီးပုံမှန်ဖြစ်နေတဲ့အချိန်ဖြစ်လို့ဘုန်းကြီးကျွေးတာကိုအသာတကြီးပဲစားပါတယ်ဘုန်းကြီးကျောင်းကအပြန်နေလေကင်းမှာတော့မဲကြီးအရင်နေ့လိုမျိုးထူးဆန်းဆန်းပုံစံမဖြစ်တော့ဘူးဒါမဲ့နေကြလာလေးလေးမဲကြီးရဲ့အခြေအနေကတဲလာလေးလေးပဲရင်းနေပူလုံးလို့
ပူလိုက်တာမေရဲ့အမလေးမေရဲ့ရင်နေပူလို့တေးရပါတော့မယ်အဲ့လိုမျိုးပူလိုက်တာဆိုပြီးတော့အော်ရင်းနဲ့သူ့ရဲ့ရင်ဘတ်တွေကိုသူဆွဲကုန်နေပါတယ်ပြီးတော့ရင်ဘူးနည်းနည်းတက်တာသွားလို့ထားထိုင်ပြန်တော့လေကိုဘောကနေပြီးတော့ဘာတွေခါချမှန်းမသိခါချပြီးတော့အမေသမီးရဲ့ကိုဘောကိုပိုးကောင်းနေအများကြီးတက်လာနေပြီခါပေးပါအောင်လို့ပြောရင်းနဲ့တအီးငိုပါတယ်အိမ်ညာကအိမ်မာလေးပဲမနန်စဘူးအပုံနန်ကြီးကလှိုင်အောင်ထနေတာပဲမဲကြီးဖြက်ဖြက်လူးနေအောင်အော်ဟစ်ငိုနေတဲ့ကြားထဲမှာအနန်ကြီးကလည်းမခံမညက်နိုင်အောင်နန်းနေတော့အိမ်သားတွေမှလည်းစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့မအိမ်နိုင်ကြပါဘူး၃ရက်လောက်အဲ့လိုတွေဖြစ်ပြီးတဲ့နောက်မှာတော့မဲကြီးအချိန်တွေကစိုးတဲ့ဆိုးလာပါပြီဘလောက်တောင်ဆိုးတယ်ဆိုရင်မဲကြီးကလူလဲရဲရဲလေးကြံတော့တဲ့အပြင်ဗစက်ကနေတော့မှအပုတ်နဲ့နေထွက်နေပါပြီဒီတော့အိမ်သားအကုန်လုံးကစိတ်တုံ့နှုံချပြီးတော့မဲကြီးရဲ့နောက်ဆုံးအချိန်ကိုထိုင်ဆောင်နေရတဲ့အခြေအနေကိုရောက်နေပါပြီဘလောက်ထိလဲဆိုရင်အလောင်းပေးမဲ့ဖြာရီတောင်မှအစင်းသင့်ပြင်ပြီးနေပါပြီအဲ့လိုအချိန်ဒီမှာအရင်နှစ်အတော်ကြာကတည်းကမဲကြီးကိုမြစ်တာရှိနေတဲ့ကိုလူမောင်ကအိမ်ကိုရောက်လာတယ်ကိုလူမောင်ကကုံရောင်းကုံဝယ်လုပ်တဲ့သူမလို့အယောင်းဝယ်အတွက်လာချီခီးသွားရကနေရွာကိုပြန်ရောက်ချင်းမဲကြီးရဲ့တရင်ကြားပြီးတော့ရောက်လာတာပါအကုန်လုံးကမရတော့ဘူးထင်ပြီးတော့လက်လျှော့ထားတဲ့မဲကြီးကိုကိုလူမောင်ကလုံးဝလက်မလျှော့ပါဘူးကျုပ်ကဒီတိုင်းမလှုပ်ချင်ဘူးအကြီးอ่ะကျုပ်တည်ရဲ့အထက်လန်းဆရာမတယောက်ရှိတယ်သူ့ကိုကျုပ်ပြင်းကြည့်မယ်လေလှုပ်ကြည့်လို့အရှုံးမရှိပါဘူးအဲ့လိုမျိုးပြောပြီးတော့ချက်ချင်းရွာလူကြီးရဲ့အကူကြီးနဲ့ကားငားပြီးတော့ရွာကနေနည်းနည်းခက်ဝေးဝေးသွားတဲ့တခြားရွာကအထက်လန်းဆရာမကိုသွားပြီးတော့ပြင်ပါတယ်ဆရာမရောက်လာတဲ့အချိန်ကတော်တော်လေးကိုမှောင်စားပြုတ်နေပါပြီပြီးတော့ရောက်လာတဲ့ဆရာမရဲ့ပုံစံကိုကြည့်ပြီးတော့ဒေါ်ကြီးတို့တွေနည်းနည်းတော့တမျိုးဖြစ်သွားပါတယ်ဆရာမရဲ့မျက်လုံးအနက်ဆန်ကမီးကိုရောင်လို့ဖြူလူဖြူခင်ဖြစ်နေရဲ့ပြင်လက်တရားလည်းလက်ချောင်းလေးတွေမရှိတော့ပဲပတိရည်နဲ့ပတ်ထားရတာပါဒီတော့အိမ်သားရဲ့စိတ်ထဲမှာလေဟုတ်ပါမလားအစင်မပြေပါမလားလို့ဖြစ်နေတာပေါ့လေဒါမဲ့ဆီယာမကအိမ်မော်တက်မှာနေရာယူလိုက်ကလေးကပဝင်းကြီးနေထားကနည်းနည်းထူးခြားသွားတာကိုအားလုံးသတိထားမိလိုက်ပါတယ်ကြိုးရဲစိတ်လာသလိုလိုကြက်သိန်းတွေပဲထားလာသလိုလိုနဲ့တိတိတသားကြီးကိုဖျက်သွားခဲ့တာပါအဲ့နောက်မှာတော့ဆီယာမရောက်ချင်းပဲအရင်ဆုံးဖျားရှိခိုးတယ်ပြီးတော့ပေးစရာရှိတဲ့အထက်ပုဂ္ဂိုလ်တွေကိုပြင်ပြီးတော့မဲကြီးကိုရှေ့မှာထိုင်ခိုင်းတယ်မဲကြီးကသူ့ဘာသာသူမထိုင်နိုင်တဲ့အချိန်ကြီးဆိုတော့ဘေးနားမှာမဲကြီးအဖေနဲ့အကိုကတွဲပြီးတော့ထူထားတာပါဆီယာမရွတ်စရာရှိတာတွေကိုရွတ်ပြီးတော့မဲကြီးကောင်ကိုသူ့ရဲ့လက်နဲ့အသာပုတ်လိုက်တယ်ပြီးတော့အခြေအနေကိုစောင့်ကြည့်နေသလိုမျိုးစူးစူးဆက်ဆက်ကြည့်ပါတယ်စက္ကန့်အတော်ကြာစိုက်ကြည့်ပြီးမှရီမန်းနဲ့အသာပတ်ပြီးရဲ့အချိန်ကြတော့တဝဝနဲ့မဲကြီးတယောက်ထိုးကန်တော့တာပဲအန်နာမရိုးအန်နာမဟုတ်ဘူးရင်းကြီးအယောင်လိုမျိုးအကြည့်အချွဲအပုတ်ကြီးတွေပါအနက်တက်ကလည်းစိုးတဲ့ပြေအန်နာကလည်းစံပြုတ်အန်တုံးကလို့တဝဝနဲ့ရေပန်းဖွင့်ချလိုက်တယ်လို့ကိုအန်နာပါဘေးရကြီးနဲ့လူတွေကလည်းမျိုးလုံးအပြူးသားနေပေါ့မဲကြီးအန်နာရက်သွားပြီးတော့တတိလည်းနည်းနည်းပြန်ကတ်လာပါတယ်ဆီယာမကမဲကြီးဘေးပပတ်လေကိုအက်ချီနဲ့စီးတာပြီးသူ့ပညာနဲ့တစ်ဖက်ကမဲကြီးကိုအပင်းသွင်းပြူစားထားတဲ့ပညာတွေကိုခေါ်ပါတယ်အဲ့လိုခေါ်ပြီးမရှိမနှောင်းပါပဲရွာထဲမှာခွေးဥတန်တွေစူညံလာပါပြီမဲကြီးတို့အိမ်ရှိမှလည်းခွေးတွေကအုပ်လိုက်ကြီးဆွဆွငင်ငင်ဦးနေကြပါပြီပြီးတော့အိမ်မော်အပြေးလွှားတက်လာတဲ့ခြေတံကြားလို့အားလုံးလှည့်ကြည့်လိုက်ပြီမေတကယ်တမ်းဘယ်သူမှရှိမနေပါဘူးဒါမဲ့ဆီယာမကတော့ရောက်လာပြီလားအေးရောက်ရင်နင်းကိုယ်တိုင်သူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပြီးရင်နင်းထည့်ထားသမျှအပင်းတွေကိုပြန်ထုတ်သွားစမ်းအဲ့လိုပြောပါတယ်ဒါပေမဲ့ဘာမှတော့ထူးခြားမှုမရှိသေးပါဘူးတောင်းတော့ကြတော့ဆီယာမကအမေးပတ်လဲပြီးတော့သူ့ရဲ့ကိုယ်ထဲကိုဝင်ခိုင်းလို့မရအောင်ဖြစ်နေတယ်အမတို့ဘာလို့ထားသေးလဲလို့မေးတော့အမေကလည်းဖုန်းကြီးကဖီးချမ်းနဲ့အင်းထည့်ကျွေးထားတာလို့ပြောတော့မှဆီယာမကခေါင်းတညင်းလိုရင်းနဲ့ဒါကြောင့်ဝင်လို့မရတာကိုဒါဆိုရင်ပညာသည်ဝင်မှုအတွက်ခန္ဓာကိုယ်တစ်ခုလိုလိမ့်မယ်ဘယ်သူလုပ်မလဲလို့မေးပါတယ်အဲ့ဒါနဲ့ပဲမဆန်းကလှုပ်ပြီးမယ်ပြောတော့မဆန်းကပါကျိုးဝိုင်းနဲ့ဝင်ထိုင်ခိုင်းပါတယ်တိတ်မကြခင်မှာပဲမဆန်းကလက်တွေဇက်ဇက်တုံလာပြီးတော့မျက်နှာလည်းပြောင်းသွားပါတယ်ပြီးတော့ကျုပ်ရောက်ပြီအဲ့လိုမျိုးထွက်လာတဲ့အတိုင်းကိုကြားတော့အားလုံးကမျက်လုံးပြူးသွားပါတယ်အတန်းမဆန်းတန်မဟုတ်ပါဘူးတခြားမိန်းမတယောက်ရဲ့အတန်ပြောင်းသွားတဲ့ပြင်လေယူလေသိန်းကလည်းဒီရအတန်ထွက်ပါတယ်အဲ့တော့ဆီယာမအစပြီးတော့မေးတယ်ဘာလို့လဲနင်ဘာလို့သူ့ကိုဒီလိုလောက်တာလဲမုံလို့ကြည့်မရလို့နင်ကို तू ကဘာလို့လို့နင်ကသူ့ကိုမုံရတာလဲအမှန်တိုင်းပြောနော်မပြောရင်ဘာဆက်ဖြစ်မလဲဆိုတာနင်သိတယ်မလားမဆန်းကကြိတ်မနိုင်ခဲမရဖြစ်တယ်လို့မျိုးတပ်ပြင်းတစ်ချက်ချတယ်ပြီးတော့မှမနာလို့သူပဲအဝတ်စားတောက်ပြောင်ပြီးသူ့ကိုပဲဝိုင်းကြိုက်နေကြလို့ငါထက်သားနေတယ်လို့မျိုးထောင်လွှားနေလို့မုံလို့လှုပ်တာဟာအဲ့လိုမျိုးပြောပါတယ်အသေးလုံးရအောင်အထိကိုမုံသလားအဲ့လိုမျိုးထပ်ပြီးတော့ဝင်ဘူးခံနေရရဲ့မဆန်းကလေတ
တေတော့မသေးသေးချင်းပါဘူးသူ့စီကိုငါထည့်ပေးလိုက်တဲ့အကောင့်တကောင်မနိုင်တော့လို့ဒီလိုဖြစ်သွားတာပါသူတို့အိမ်မှာကအသားစိမ်းပေါ်တော့နနာဘာဝပျော်ရည်လीဟုတ်ပြီအဲ့ဒီနနာဘာဝကိုလည်းနင်းပြန်ခေါ်သွားလောလောဆယ်မှာတော့အရင်ဆုံးနင်းဘသူလဲဆိုတာပြောဒီတစ်ခါပညာသေးကတော်တော်နဲ့မဖြေပါဘူးတင်းခံနေသေးတာပါနောက်ဆုံးကြတော့မှကျုပ်နာမည်ဟာမိတန်းလာပါအဲ့တော့မှနာမည်ကြားတဲ့အချိန်အိမ်သားတွေကလုံးမျိုးလုံးပြူးသွားပါတယ်မိတန်းလာဆိုတာကမေဂျီဦးနဲ့သုံးရင်ကျော်ကမိန်းကလေးပါလွန်ခဲ့တဲ့၄နှစ်လောက်ကအမေဆုံးပြီးတော့အတော်ရှိတဲ့ဒီရွာကိုပြောင်းလာခဲ့ပါတယ်မိတန်းလာနေခဲ့တဲ့ဘက်ကစုံးနေကဝေအောက်လိုင်းနဲ့ပတ်သက်ရင်နာမည်ကြီးပါတယ်မိတန်းလာကိုလည်းတချို့ရွာကလူတွေကဟေးမိတန်းလာအတက်တွေပါတက်တယ်တဲ့ကဝေမှစန္ဒကြိုးကဝေစသဖြင့်ပြောကြကြားဖို့ပြီမယ်သူနေခဲ့တဲ့အရက်ဒေတာအကြောင်းအထင်းနဲ့ရှောက်ပြောနေကြတာလို့ပဲထင်ခဲ့ကြတာပါမေဂျီယာဆိုအတော်လေးအိမ်မှာကတ်နေရတဲ့မိတန်းလာကိုတနာလို့ဆိုပြီးတော့အင်းကြီးလည်းပေးမသုံးပြတော့တဲ့အတုံးဆောင်တွေလည်းပေးစားစရာပိုလည်းခေါ်ကျွေးနဲ့ရှိနေခဲ့တာပါဒါတော့မှဒီလိုလောက်တာခံရတယ်ဆိုတော့အံ့ဩမိကြပါလေအခုတော့ဘသူပြူစားတယ်ဆိုတာသိမှပဲမဆန်းစီကထွက်နေတဲ့အတန်ကလေးမိတန်းလာအတန်သေးကြသွားတာကိုသတိထားမိသွားကြပါလိမ့်အဲ့ဒါနဲ့ဆရာမဆက်လက်ပြီးတော့ဘာနဲ့လှုပ်လိုက်တာလဲလက်ဖက်တုပ်ထဲကိုထည့်ကျွေးလိုက်တာပစ္စည်းလဲပါတယ်အေးမိတန်းလာဒီကလေးမကိုရဲကိုနင်းထည့်ထားတဲ့အပေးကိုအကုန်ပြန်ထုတ်တခုမကြံပြန်ထုတ်စမ်းအဲ့လိုမျိုးလေးတန်မမနဲ့ခိုင်းပါတယ်ရှာမစကားဆုံးတော့မဆန်းကမဲကြီးရဲ့ခေါင်းကိုကိုင်းနေပြီးတော့ပခုံးရင်ဘတ်ဘိုက်စသဖြင့်တဖြည်းဖြည်းဆင်းသွားတာပါအဲ့ဒီအချိန်မဲကြီးမြင်ကွင်းနဲ့ဝင်လာတာကအရင်ကတခါမှမမြင်ခဲ့တဲ့မဲကြီးနဲ့တူတဲ့မိန်းမအဲ့ဒီမိန်းမစီးဝိုင်းထဲကိုဝင်လာပြီးတော့မဲကြီးရဲ့အရှိမဝင်ထိုင်းနေပုံစံကမြင်မှုခဲ့တယ်လို့အတိုင်းဆိုပေမယ့်ဒီတစ်ခါတော့မျက်နာကပြုံးမနေပဲနဲ့နည်းနည်းထိတ်လန့်နေတယ်လို့ပုံစံပါမဆန်းအရှိကနေမဲကြီးရဲ့ခေါင်းကိုထိသွားရင်အဲ့ဒီမိန်းမမဲကြီးရဲ့ခေါင်းကိုသူ့ရဲ့ခေါင်းနဲ့လာတိုက်ပါတယ်တရေမခေါင်းနဲ့လာတိုက်တာဆိုတော့မဲကြီးကလိပ်ပြလွှဲမတက်ကြောက်နေပြီးအော်ကျင်ပေမဲ့လေလူကအော်ဖို့အားမရှိလို့မအော်နိုင်ပါဘူးကြောက်ဝါလန်နဲ့မျက်လုံးပြိုးပြီးတော့မျက်ရည်တွေပဲကျလာပါတယ်အဲ့ဒီတရေမကမဲကြီးရဲ့ခေါင်းပခုံးရင်ဘတ်ဘိုက်ပေါင်ဒူးကောင်းခြေပေါ်ဝါစသဖြင့်အကုန်လုံးကိုခေါင်းနဲ့တဆက်ဆက်လိုက်တိုက်တာပါအဲ့လိုမျိုးခေါင်းစားအခြေဆုံးတိုက်လဲတိုက်ပြီးတော့မဲကြီးထက်အံပါတယ်ဒီတခါတော့အသားစားတွေလိုသွေးခဲလိုမျိုးအရည်ရွယ်အပုတ်တွေအန်တာပါအပုတ်နဲ့နေဆိုတာကလည်းထောင်းထောင်းထနေတာပေါ့ပြီးတော့ဆီယာမကပစ္စည်းပေးထားသလဲမေးတော့မဆန်းကခြံတော့ကနွားစာခွက်ဟောင်းကြီးထဲမှာလို့ပြောပါတယ်ဒါနဲ့မောင်ဝင်းကနွားစာခွက်ဟောင်းတွေကတိုလီမုတ်စားရဲ့ကြားထဲမှာမှွေနှောက်ပြီးတော့သွားရှာတော့အယုတ်တရုတ်တွေ့ပါတယ်အယုတ်မာကမျက်နှာနေရာမှာမဲကြီးတက်ပုံကပ်ပြီးတော့ကိုရဲမာကမဲကြီးရဲ့သပင်းရင်မိတန်းလာလွတ်ထားတဲ့တရေမရဲ့အလောင်းကဖျက်ယူထားတဲ့သပင်းရင်ပိုးပြီးတော့ခြီထားတာပါဆီယာမကအဲ့ဒီရုပ်ကိုချက်ချင်းပဲစီမန်းနဲ့လောင်းပြီးတော့မီးရှို့တယ်မီးရှို့နေတော့မှပဲမဲကြီးရှိရတရေမကတဖြည်းဖြည်းနဲ့မဲကြီးရုပ်ပျောက်သွားပြီးတော့ငကိုကြောက်စီရတရေရုပ်ပေါ်လာပါလိတရေမအကောင်ရှင်းနေမျက်စံအိနက်နက်နှာခေါင်းပြပြရှာရှိနဲ့အဆွေတော်မှထွက်နေပါပြီမီးရှို့လို့ပြာချကနီးမှာပဲအဲ့ဒီတရေမကမဲကြီးရှိရနေတဖြည်းဖြည်းချင်းပျောက်သွားတာပါအဲ့ဒါပြီးတော့မှအဆုံးသတ်မှာဆီယာမကကဝေမမိတန်းလာစီကပညာအလူခံပါတယ်ကဝေမကအစတုန်းကတော့မလူနိုင်ဘူးလုံနေသေးပေမယ့်ဆီယာမကအေးမလူလဲရရလေနေရမလူပဲဒီတိုင်းပြန်သွားမယ်ဆိုရင်ဘာဆက်ဖြစ်မလဲဆိုတာသိရမလားအဲ့လိုမျိုးပြောလိုက်တော့မှပဲလှူသွားတာပါမဆန်းကိုရဲကကဝေမမိတန်းလာရဲ့နံပြန်ထွက်သွားပြီးတော့မှခွေးဥတန်နဲ့ရက်သွားခဲ့ပါတယ်မကြီးကတော့ခန္ဓာကိုယ်ရဲ့အပုပ်ရုပ်တွေဆွဲထုတ်ခံရပြီးတိတိတသားကိုနေရပေါ်သွားတာပါချက်ချင်းပဲဗိုက်စာလာလို့ဆိုတော့အမေကကွေးကအုပ်တွေကိုဖျော်တိုက်ရပါတယ်အဲနောက်ပိုင်းတဖြည်းဖြည်းချင်းနေပြန်ကောင်းအောင်နေပြီးတော့ဈေးကူပြီးမဲကြီးအရင်လိုပြန်ဖြစ်လာပါတယ်မိတန်းလာကတော့ဟိုညပြီးကလေးကရွာကထွက်ပြေးပြီးတော့ပျောက်သွားလိုက်တာဘာသတင်းအစားနာမှကိုမကြားလိုက်ရတော့ပါဘူးမပြေးလေမဲကြီးတို့အမျိုးတွေရဲ့လက်စာအောင်မိတော့မှာကိုနေ့တွေနေကြာပြီးတဲ့နောက်မှာတော့မဲကြီးလဲကိုလူမောင်နဲ့လက်ထပ်လိုက်ပါတယ်ကိုပေါ်မှာတကယ်ချစ်တဲ့သူလည်းဖြစ်အသက်တခင်ကျေးဇူးရှင်လဲဟုတ်ဆိုတော့မဲကြီးလဲပဲစိတ်မယိုင်မင်းနဲ့ခံနိုင်ဦးလားလေမဲကြီးကတော့အဲဒီကိစ္စနောက်ပိုင်းမှာသစိမ်းတွေကျွေးတာဆိုရင်လက်လို့စပယ်မစားရတော့လို့ဖះသာရွတ်ပြီးတော့စားရတယ်တဲ့လေ။အော်မနာလို့စိတ်တွေများတကယ်ကိုကြောက်ဖို့ကောင်းတယ်နော်။ဟုတ်ကဲ့ပါ။ဒီနေ့ဆက်ပေးခဲ့ဇလန်းလေးကတော့ဒီမှာနေမဲ့အဆုံးသတ်သွားပါပြီခင်ဗျာ။နောက်နေ့နောက်ရက်တွေများမှလည်းပဲအခုလိုဇလန်းကောင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့ဘေးနားက notification bell လေးကိုနှိပ်သွားကြဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အားလုံးပဲနှုတ်ဆက်လိုက်ပါတယ်။ဒါနဲ့ညဘက်ဖျားရှိကိုအိပ်ဖို့မမေ့ကြနေဘူးနော်